တရားနာကြောက်တော်မူလာကြကုန်သောဣန္ဒြာမြို့ရှိရွှေမြို့ပေါင်းတို့ခင်ဗျာကျွန်တော်များကျေးဇူးရှင်ဓမ္မဖခင်ဖြစ်တော်မူသည့်တဲကိုကြောင့်ဆရာတော်အရှင်သူမြတ်ဘုရားကြီးသည်ဣန္ဒြာမြို့ဥတ္တန်လိုင်တို့မိသားစုစီစဉ်ကြရမြစ်ကိုအကြောင်း၌သာသနာတက္ကိ2512ခုကောဇာတက္ကိ1330ခုနှစ်ပြာသူလဇန်း2ရက်တောက်ကြနေ့နောက်ပိတ်ဆုံးညတွင်ဤကဲ့သို့ဝိနည်းများတရားထိုင်ရအတွက်ဆရာတော်ဘုရားကြီးအလွန်တရာကောင်းမြတ်သောဤတရားများကိုဟောကြားပါသောကြောင့်ကြားနာသောဝိနည်းအပေါင်းတို့သည်ထိုတရားတော်များကိုနာကြားအထုပြီးအားလုံးအဘယ်တန်ត្រာမှလွတ်ကင်း၍နိဗ္ဗာန်သောကံတဘက်သို့လှမ်းတက်နိုင်ကြပါစေကုန်သတည်းဒီနေ့တရားပြတာလဲ10ကာပေါ့ဒီညပါနော်မှန်ပါဗျာဒီနေ့ကပိတ်ဆုံးရက်ပဲတကယ်မှန်ပါပိတ်ဆုံးရက်ဆိုတော့တရားဓမ္မများပိတ်ဆုံးတော့အိတ်နဲ့လွယ်ကြပါနော်မှန်ပါအိတ်နဲ့လွယ်မှာပါဗျာဟိုတုန်းကတော့ဟင်္ဒရာမြို့ကတရားလေးနာပြီးတော့ပြန်လာအများတယ်မှန်ပါဗျာဒီခါတော့ဒီမဲ့ဟင်္ဒရာမြို့သူမြို့သားတွေဒီလိုထားလို့တော့မဖြစ်ဘူးဆိုပြီးတော့YB ပိတ်ဖိုင်းတမိရမှန်ပါဗျာနော်မှန်ပါမပြေးနိုင်မပြေးနိုင်ပါဘူးမပြေးနိုင်ဒီခါတော့မိအောင်ဖမ်းတာမှန်ပါဗျာနော်တခါကြီးလမ်းရှိလမ်းတို့နှစ်လမ်းရှိတယ်မှန်ပါဗျာဝိပဿနာဆိုတာကလမ်းတို့ပါဗျာလမ်းရှိဆိုတာကတော့ဒါကြီးသမထနဲ့ဝိပဿနာမှန်ပါဗျာသမထရိုးရိုးရဲ့သမထနဲ့ဝိပဿနာရဲ့မှန်ပါဗျာဒါကလမ်းရှိမှန်ပါလမ်းရှိသွားမလားလမ်းတို့လိုက်လမ်းတို့လိုက်ချင်ပါတယ်ဗျာနော်မှန်ပါနိဗ္ဗာန်မြန်သွားမလားနတ်ပြည်လေးတစ်ဆင့်နားပြီးတော့ဗြဟ္မာ20တစ်ဆင့်နားပြီးတော့နိဗ္ဗာန်သွားမလားဒါရကြီးသွားမလားတခါကြီးနိဗ္ဗာန်ကိုအရင်သွားကြပါတယ်ဗျာနိဗ္ဗာန်အရင်သွားကြမှန်ပါတချို့ပြောတော့နတ်ပြည်လေးနဲ့နားဝိသခါတို့တော့နတ်ပြည်နားကျင်တယ်ရှိကောင်းရှိပါလိမ့်မယ်ဗျာဒီလိုလူလဲတခါကြီးရောမနာကျင်ဘူးတကယ်တော့ကတော့မနာကျင်ဘူးတခါတည်းကရောက်ချင်ပါတယ်ဗျာတခါကြီးကမနာကျင်ဩဘာကနာကျင်လေဩဘာနဲ့တဲမသွားကျင်သေးဘူးလေနော်မှန်ပါအဲ့တော့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်ကိုသွားကျင်ဖို့ဟာဒါအကြောင်းတရားအကျိုးတရားဆိုတော့နေ့ကဒကမာကြီးတယောက်လာတယ်တဲ့မှန်ပါဒကမာကြီးတယောက်လာပြီးတော့ကြောပြီးတော့ပြောတော့တပည့်တော်ဗျာတဲ့ဒီယုံနဲ့ဒီနာနဲ့မလို့ချင်ပါဘူးဖေရတပည့်တော်ဒီတဘွားလေးပဲသွားချင်ပါတယ်ဗျာဒကမာကြီးသွားချင်သလားလို့သွားချင်ပါတယ်ဗျာတဲ့အခုသွားမယ်ဆိုရင်သွားတယ်ဗျာတဲ့ကဲဒါနဲ့ဒကမာကြီးနေ့ဖြင့်ကဦးစင်းတော့ပြန်တော့မယ်ဗျာအဲ့တော့နေ့ဖြင့်ကဦးစင်းနဲ့ပဲတခါတည်းကိုလိုက်ခဲ့ပြီးတော့ဆိုတော့တခါကြီးရှိသေးတယ်တခါကြီးရှိသေးတယ်အဲ့တော့ဒကမာကြီးတွေမေးလိုက်လို့လည်းနှိမ့်မှလို့ရှိရင်တော့ကတ်ရှာရှာဒကာကြီးတွေမေးလိုက်လို့ရှိရင်လည်းဦးကျော်အေးပြောလို့ရှိရင်ဒါပြောလို့ကောင်းလို့ဒါသွားကျင်ပါတယ်ဗျာလို့ဒါပြောတာဒကာကြီးတေမသွားကျင်သေးဘူးမှန်ပါဗျာနော်မှန်ပါဒကာကြီးဥဩဘာလို့ပြောလိုက်ပြန်တော့လေဒကာကြီးဥဩဘာတဘာတိလိုက်မလားဆိုဒကာကြီးဥဩဘာလည်းမလိုက်သေးဘူးဒကမာကြီးကရှိပါသေးတယ်ဗျာတပည့်တော်ကလာကလေးဆိုတော့ဒကမာကြီးကိုပြည့်ပြည့်စုံစုံပါသူကဝင်ထောက်ကိုတကကြီးမှန်ပါဒီလကလေးဟာဖြင့်တပြည့်တော်မပြက်ခင်ကိုဒီလကလေးရအောင်ပါဒကမာကြီးပေးရကောင်တပြည့်တော်လကထုတ်လို့ရှိရဲ့လူစင်းသွားပြရပါတယ်ဗျာလူစင်းမပြနိုင်လို့ရှိရဲ့လကမရပါဘူးဗျာတဲ့အဲ့ဒီလကအတွက်ကလေးကဒကမာကြီးကိစ္စအတွက်ကတပြည့်တော်ကလစဉ်သွားပြခြင်းကြောင့်မလို့ပါအရှင်ဗျာတဲ့အဲ့လိုပြောတယ်မှန်ပါတကယ်လိုက်ချင်လို့ရှိရင်ဒကာကြီးသွားပြဖို့လိုသေးလားမလိုပါဘူးဗျာအဲ့ဒီတော့နိဗ္ဗာန်လို့ဆိုတာပြောကြတယ်ဒကာကြီးလိုချင်တဲ့ပုဂ္ဂိုလ်ခက်ရှာမှန်ပါနော်လိုချင်တဲ့ပုဂ္ဂိုလ်ခက်ရှာဆိုတော့ဒကာကြီးဒကာမာကြီးတွေကလည်းမလိုချင်ဘူးမှန်ပါဒကာကြီးတွေကလည်းမလိုချင်ဘူးမှန်ပါသီလရှင်တွေကလည်းလိုချင်လားမလိုချင်ဘူးမှန်ပါဗျာသီလရှင်တွေမလိုချင်တာတဲ့နတ်တွေကလိုချင်လားမလိုချင်ဘူးမှန်ပါဗျာနတ်တွေမလိုချင်လားမဟုတ်ဘူးပြမာလည်းမလိုချင်မှန်ပါဗျာနော်မလိုချင်တဲ့လူကြီးပဲမှန်ပါနော်လိုချင်တဲ့ပုဂ္ဂိုလ်ခက်ရှာမှန်ပါနိဗ္ဗာန်လိုချင်လို့ရှိရင်နိဗ္ဗာန်အလုပ်ကိုလုပ်မှန်ပါရပါလေမှန်ပါဗျာနော်အဲ့ဒီတော့လမ်းရှိလမ်းတွေနှစ်သွယ်ရှိတယ်တကကြီးအခုနောက်ပိတ်ဆုံးသာသနာဆိုတော့အသက်တန်းလေးတူတော့တခါကြီးအလေအမြန်ရအောင်လို့တခါတည်းကိုလမ်းတုံလေးကနေပြီးမှန်ပါဖြတ်လမ်းကနေပြီးလိုက်မှန်ပါဗျာအဲဒီတော့တရားဆိုတာထိုင်ကြပါနော်မှန်ပါဘုရားကဟောထားတဲ့သတိပဋ္ဌာန်တရား၄ပါးရှိတယ်မဟုတ်လားမှန်ပါဗျာကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်နဲ့အခုဒကာဒကမအများခမုံဆရာတော်ကလည်းတခါတည်းအကြောင်းကဝေဒနာကိုမှန်ပါအစအလေအဆုံးကိုဆုံးလိုက်ကြပါမှန်ပါဗျာသတိပဋ္ဌာန်တရား၄ပါးရှိတဲ့အနေကကာယဝေဒနာစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါတည်းရောက်အပေလွတ်တယ်မှန်ပါဗျာလွတ်ပါတယ်တကယ်လွတ်ပါတယ်ဗျာအဲ့ဒါမသိလို့မဟုတ်ဘူးသိလို့ပြောတာမှန်ပါဗျာ
တထိုင်ကိုဒီမှာမညာပါနဲ့ခန္ဓာကြီးကို မှန်ပါ တထိုင်နဲ့အစနဲ့အလယ်နဲ့အဆုံးနဲ့ဝေဒနာလေးကိုကုံဆုံးသွားလို့စိတ်ကလေးတည်ငြိမ်ပြီးတော့မက်ဒီဖိုတွေမရသေးဘူး မှန်ပါ အနောကတ္တဖဘုရားလက်ထက်ကတခါကြီးမိတ်ဆွေ9ဦးရှိတယ် မှန်ပါဗျာ ကတ္တဖလက်ထက်ကမိတ်ဆွေ9ဦးကြာတခါတည်းကိုတရားကျင့်ကြ မှန်ပါဗျာ တောင်ကလပ်ပေါ်တခါတည်းလှေကားကြီးထောင် မှန်ပါ လှေကားကြီးထောင်ပြီးတော့တခါတည်းတက်သွားတော့အပေါ်လဲရောက်ရောအဲ့ဒီလှေကားကြီးကန်ချ မှန်ပါ ကန်ချလိုက်တာအဲ့ဒီမှာနင်လန်းကလာကျင့်ကြ မှန်ပါဗျာ နင်လန်းကလာကျင့်လိုက်တော့တယောက်သောသူကယဟန္တာဖြစ် မှန်ပါ တယောက်သောသူကအနာဂံတည်တယ် မှန်ပါ အနာဂံတည်သွားတယ်တယောက်ကအဲ့ဒီတယောက်သောသူကယဟန္တာဖြစ်ပြီးတော့တခါတည်းကိုမြောက်ကျွန်းသွားဆုံးခံပြီးတွေ့တယ် မှန်ပါဗျာ 6ယောက်ပုဂ္ဂိုလ်မစားဘူး မှန်ပါ ကိုယ်လုံးတဲ့ကိုယ်ပဲကကိုပြစ်မှကိုခမယ်ဆိုပြီးတော့ဒီလိုပဲနေပြီးကျင့်နေတယ်အဲ့ဒီတော့ယဟန္တာကလည်းပရိနိဗ္ဗာန်ပြုတ်သွားပြီးတော့နိဗ္ဗာန်ကိုးတယ် မှန်ပါဗျာ တယောက်သောသူကအနာဂံကြီးတည်တယ် မှန်ပါဗျာ အနာဂံကြီးတည်တော့တခါတည်းကိုပရိနိဗ္ဗာန်ပြုတ်ပြီးတော့ဗြဟ္မာ20သုတ်တဝါဒ9ပုံတည်တယ် မှန်ပါဗျာ တည်တဲ့အချိန်ကအဲ့ဒီ9ယောက်ကြံ9ယောက်ကြံ မှန်ပါ ကြံ9ယောက်သောတာပန်လည်းမဖြစ်ဘူးသရဂံလည်းမဖြစ်ဘူးအနာဂံလည်းမဖြစ်ဘူးယဟန္တာလည်းမဖြစ်ဘူး မှန်ပါ မဖြစ်တော့ဘာဖြစ်တယ်လဲတဲ့အဲ့ဒီရုပ်ဝေဒနာအစနဲ့အလယ်နဲ့အဆုံးလေးကိုစိတ်ဓာတ်တရိပ္ပံလေးတစ်ချိန်တစ်ခါရဟုတ်တာနဲ့ခန္ဓာနာရုပ်ပြက်တဲ့အချိန်ခါကျတော့တခါကြီးနတ်ပြည်စိုးစံရတယ် မှန်ပါ 9ယောက်စလုံး မှန်ပါ ဘယ်လောက်များဝိပဿနာများမြတ်တယ်လေနော် မြတ်ပါတယ်ခင်ဗျာ ဒါကြောင့်မလို့ဒကမာကြီးတွေနိဗ္ဗာန်မရမီစัจ जा နတ်ပြည်6ဓာတ်စိုးစံနိုင်အောင်လို့ မှန်ပါဗျာ အဲ့ဒီတော့အဲ့ဒီ9ယောက်ဟာနတ်ပြည်စိုးစံတဲ့အချိန်ခါကျတော့ဂေါရမမြတ်စွာဘုရားလက်ထက်ကျတော့တခါကြီးလူပြည်ဆင်းသက်ပြီးတော့လူဖြစ်ကြတယ် မှန်ပါ လူဖြစ်ကြတဲ့အချိန်ခါကျတော့တခါတဲ့အဲ့ဒီဘုရားရှင်ကိုရမကြီးနဲ့တွေ့လိုက်တော့ဟိုအတိတ်ကအကြောင်းတရားကြောင့်မလို့ရုပ်ဝေဒနာတစ်ခါတစ်ချိန်တစ်ခါအဆုံးလေးကိုသိလိုက်တဲ့ပုဂ္ဂိုလ်စိတ်ဓာတ်တရိပ္ပံရောက်တဲ့ပုဂ္ဂိုလ်နော် မှန်ပါ မြတ်စွာဘုရားကိုရမကြီးနဲ့တွေ့တော့အကုန်လုံးတခါတည်းကိုအဓိပတိယဟန္တာကြီးဖြစ်သွားကြတယ် မှန်ပါဗျာ ဒါတော့သောတာပန်ပါမရသေးဘူး မှ နော် န်ပါ စိတ်ဓာတ်တရိပ္ပံတစ်ချိန်တစ်ခါရောက်ဘူးတာ မှန်ပါဗျာ အဲ့ဒါကြောင့်မလို့အခုတရားဓမ္မတွေလည်းပဲထိုင်တဲ့အချိန်ခါမှာရုပ်ဝေဒနာအစနဲ့အလယ်နဲ့အဆုံးလေးနဲ့စိတ်ဓာတ်တရိပ္ပံသောတာပန်မဖြစ်နဲ့အောင်တော့ မှန်ပါ စိတ်ဓာတ်တရိပ္ပံတစ်ချိန်တစ်ခါရောက်ပါ မှန်ပါဗျာ အခုကသောတာပန်အဆင့်ကိုတစ်ခါတည်းကိုဟောခုနကတော့ခမောင်ဆရာတော်ပေါင်ကြီးကိုရိုက်ချိုးထားတဲ့ပုဂ္ဂိုလ်ဝေဒနာရှုသွားတယ်လို့ မှန်ပါ နားရဲကြိုက်တဲ့ထုံနေခြင်းနဲ့အောက်နဲ့မရှုဘဲနဲ့ မှန်ပါဗျာ ဝေဒနာရှုသွားဖို့ မှန်ပါဗျာ နော်ဝေဒနာတတိဝေဒနာနုပဒနာတည်သွားဖို့ မှန်ပါဗျာ လမ်းတော်လေးကနေပြီးတော့ဝိပဿနာတင်ပြီးတော့သွားတာတကယ် မှန်ပါဗျာ အဲ့ဒီတော့ဥပဇေအတိတ်ကလာကျင့်လာတော့လမ်းရှိခဲ့တယ်တကယ် မှန်ပါ ဘယ်လိုလမ်းရှိခဲ့လဲဆိုတော့လမ်းရှိတဲ့အဲ့တော့အခုဟင်္ဒရာကတရားဓမ္မတွေသမထလည်းသမထမှန်သိအောင်ဝိပဿနာလည်းဝိပဿနာမှန်သိအောင်သမထရိုးရိုးသမထနဲ့ဝိပဿနာနဲ့စိတ်နဲ့စိတ်တွဲသွားဖို့ မှန်ပါ သမထတစ်ခုတည်းဖြစ်နေဖို့ မှန်ပါဗျာ သမထနဲ့ဝိပဿနာမြင်ဖို့ မှန်ပါဗျာ သမထနဲ့ဝိပဿနာကနေပြီးတော့သမထပြတ်သွားပြီးတော့ဝိပဿနာဖြစ်သွားဖို့ မှန်ပါဗျာ ဝိပဿနာကနေပြီးဝိပဿနာပညာဖြစ်ဖို့ မှန်ပါဗျာ ဝိပဿနာပညာကနေပြီးလောကီနဲ့လောကုတ္တရာကြားထဲမှာယထဘူတဉာဏ်ကိုတခါတည်းယထဘူတအနတ္တလက္ခဏာဉာဏ်မြင်သွားဖို့ မှန်ပါဗျာ အနတ္တလက္ခဏာဉာဏ်ကနေပြီးလောကုတ္တရာမဲ့ကူးဖို့ မှန်ပါဗျာ လောကုတ္တရာမဲ့ကူးပြီးတော့လောကုတ္တရာဖိုကြဖို့ မှန်ပါ အဲ့တော့တိုတိုလေးချုံပြီးတော့တခါတည်းကိုနောက်ကြလူလိန်တွေသိအောင်လို့ မှန်ပါ နော် မှန်ပါ တခါကြီးလူလိန်တွေကပေါ်တယ် ပေါ်ပါတယ်ခင်ဗျာ နော် မှန်ပါ အတုတွေကလည်းမများဘူးလား များပါတယ်ခင်ဗျာ သစ္စာတုသစ္စာကြောင့်တွေကလည်းများ ရှိပါတယ်ခင်ဗျာ ဝိပဿနာတုဝိပဿနာကြောင့်တွေကလည်း မှ များ န်ပါဗျာ အဲ့တော့ဟင်္ဒရာမြို့ကြီးကတရားဓမ္မတွေနောက်ကိုလူလိမ်မခံရအောင် မှန်ပါ သမထကပဲလို့ဝိပဿနာကပဲလို့ မှန်ပါ နောက်ပြောလိုက်ရင်အတန်ဖမ်းနိုင်အောင်လို့ မှန်ပါဗျာ နော်အတန်ဘယ်လိုထွက်လာလဲပညာသံလားပရမတ်သံလားသဘာဝသံလားသဘောသံလားလို့သိအောင် မှန်ပါဗျာ ဥပဇင်ကဘာသာလို့ပြောတာပါ မှန်ပါဗျာ စာလို့မလုပ်တတ်လို့ပါ မှန်ပါ နော်စာလို့ပြောလို့လည်းဒကမာကြီးတွေသိမှာမဟုတ်ပါဘူး မှန်ပါမသိပါဘူး ဘာသာစကားနဲ့ဘာသာလို့ပြောရင်ခလေးလေးသိ မှန်ပါဗျာ စိတ်ကလေးတွေပြောရင်လေ မှန်ပါ အဲ့ဒီတော့ဒကာကြီးဒီညဖို့မှာရှင်းတန်းလေးရှင်းပြီးတော့ဒကာရမတွေသမထကပဲလို့သမထနဲ့ဝိပဿနာကလမ်းရှည်သွားဖို့ မှန်ပါ နာအခုညတွေပြနေတဲ့ဥစ္စာဝိပဿနာယာနိကဖြတ်လန်းကနေပြီးတော့တခါတည်းကိုဒကာရမတွေသိအောင်လို့လက်ဥပဇင်းတို့အတိတ်ကလာပြုတ်ကျင့်လာခဲ့တဲ့ဥစ္စာကဒကာကြီးကသူများနဲ့တူပေးရတယ် မှန်ပါဗျာ ဘယ်လိုသူများနဲ့တူပေးလဲသမထပေးရ မှန်ပါ သမထရိုးရိုးပေးရတယ်စိတ်ကလေးတည်ငြိမ်အောင်လို့သမထပေး မှန်ပါဗျာ ဘယ်လိုပေးလဲသမထပေးပုံပေးလေးလည်းရှိသေးတယ် မှန်ပါအမိတ်ရှိတော်မူပါဗျာ ပေးပုံပေးလေးလည်းကနုစိတ်ကလေးကတော့တခါကြီးအာနာပါနတတိကိုယူတယ်တခါကြီး မှန်ပါဗျာ အဲ့တော့သမထပဲယူလိုက်တယ် မှန်ပါ တွန်းနေကန်နေတွန်းနေကန်နေဒါသမထ မှန်ပါ ဝိပဿနာမဟုတ်ဘူး မှန်ပါဗျာ တွန်းတာလေးသိလိုက်ပါကန်တာလေးသိလိုက်ပါတွန်းတာလေးသိလိုက်ပါကန်တာလေးစိတ်ကလေးလုပ်တယ် မှန်ပါ ဒီစိတ်ကလေးဟာကို
တင်းငိမ်ပြီးတော့တခါတည်းကိုပညာဖြစ်သွားလို့နာမ်ဖြစ်ပြက်ဆုံးအောင်ပေး မှန်ပါဗျာ သောတာပန်များနာမ်ဖြစ်ပြက်ဆုံး မှန်ပါ သရဂံတို့အနာဂံတို့ယဟန္တာဆိုတာကရုပ်ဖြစ်ပြက်ဆုံး မှန်ပါဗျာ နော်အဲ့တော့သောတာပန်နာမ်ဖြစ်ပြက်ဆုံးပုံဆုံးနေဘယ်လိုစိတ်ကလေးကိုပြင်ပြီးသွားဖို့သွားနေ မှန်ပါ အဲ့ဒီတော့ဟင်္ဒရာကတရားဓမ္မတွေသမထကပဲလို့သမထနဲ့ဝိပဿနာကပဲလို့ဝိပဿနာအကြီးသက်သက်ပညာဝိပဿနာပညာကပဲလို့ဆိုတာအကုန်လုံးသဘောပေါက်သွား မှန်ပါဗျာ ကနဦးကဥပဇင်ကတော့သူများနဲ့တူပေးရတယ်တကယ် မှန်ပါ သူများနဲ့တူမပေးလို့ရှိရင်မသိလို့ပေးတာမဟုတ်ဘူး မှန်ပါ ရိုက်မှဆိုလို့ မှန်ပါဗျာ ရိုက်တယ်တကယ်ကြီး မှန်ပါ ဟိုတဲ့ခမောင်ဆရာတော်ပြောလို့ပေါ့ဟိုတဲ့ မှန်တာ မှန်တာပြောလို့ရှိရင်ကိုကပါရိုက်တယ်တော့လို့ဖြစ်ပါဆိုလို့သူများနဲ့တူပေးရသေးတယ် မှန်ပါဗျာ သူများကသမထပေးကိုကလည်းသမထပေးရသေး မှန် တယ် ပါ သူများတဲ့ထိုးချွန်ပေးလိုက်လို့ရှိရင်ဝိုင်းရိုက်ရော မှန်ပါ အဲ့တော့အဲ့တော့လက်ဥတော်ကတော့တကကြီးရေဥပဇင်ယောဂီဘယ်တော့များပါလဲ မှန်ပါ ယောဂီသမာဓိကောင်းမလား မှန်ပါ ယောဂီပညာပြည့်စုံမလား မှန်ပါ ငါပြောလိုက်လို့ရှိရင်သဘောပေါက်နိုင်မလား မှန်ပါ သမာဓိနားနဲ့နားနိုင်မလား မှန်ပါဗျာ ဆိုတဲ့ဥစ္စာကိုအဲ့ဒီသမာဓိနားနဲ့နားနိုင်မှအဲ့ဒီကြမှာစိတ်တွေပြင်တော့ မှန်ပါဗျာ နော်အဲ့ဒီကြမှာစိတ်တွေပြင်တော့ကဲတကကြီးလောက်ွက်လုံနေလေးဟာကိုတရားဓမ္မများနောက်လဲလောက်တတ်အောင်နော် မှန်ပါ သမထကဘယ်လိုဝိပဿနာကဘယ်လိုဆိုတဲ့ဥစ္စာကိုသဘောတင်ပြ မှန်ပါဗျာ စိတ်ကလေးတွေကိုရှုတော့မယ်တကကြီး မှန်ပါဗျာ စိတ်အလုပ်တွေပဲ မှန် နော် ပါစိတ်လုံးပါဗျာ ကနဦးကသမထပေးလိုက်တယ်တကကြီး မှန်ပါ ဘယ်လိုသမထပေးလိုက်လဲတရားကြီးတွေဓမ္မကြီးတွေအာနာပါနတတိတောနာကန္နာလေးသိလိုက်ဆိုတယ်အဲ့ဒါသမထ မှန်ပါ ဝိပဿနာတော့မထင်နဲ့ဟုတ် မှန်ပါဗျာ တောနဲ့ကန္နဲ့တောနဲ့ကန္နဲ့ဆိုတော့ခလေးလေးလည်းမသိဘူးလား သိပါတယ်ဗျာ လူကြီးတွေလည်းသိတယ်နော် သိပါတယ်ဗျာ တောနာလေးသိလိုက်ပါကန္နာလေးသိလိုက်ပါတောနာလေးသိလိုက်ကန္နာလေးသိလိုက်အဲ့ဒါသမထ မှန်ပါ စိတ်ကလေးငြိမ်အောင်လို့ဒီပေါ်မှာစိတ်ကလေးဘဲမှမပြေးအောင်လို့တခါတည်းစိတ်ကလေးငြိမ်အောင်လို့ပေးရ မှန်ပါဗျာ ပေးလိုက်တဲ့အချိန်ကတောနာလေးသိကန္နာလေးသိတောနာလေးသိကန္နာလေးသိဆိုကြာကြာထိုင်မှများလာတော့ဝေဒနာဖြစ် မှန်ပါ ဝေဒနာဖြစ်လာတော့သူများနဲ့တူပေးရတယ် မှန်ပါ သူများတဲ့ထူဆန်းပေးလို့ရှိရင်အရိုက်ခံရမှာဆို မှန်ပါဗျာ နော် မှန်ပါ ပုဂ္ဂိုလ်တွေကသမာဓိမှမရှိသေးပဲ မှန်ပါ သမာဓိရှိမှသာလေယောဂီဘယ်တော့များမလဲငါယောဂီဟာထောင်ကောင်းသိမ့်ဖြစ်လာဗလားဆိုတော့မှအဲ့တော့မှပညာပေးတာ မှန်ပါဗျာ အဲ့တော့သူများနဲ့တူမပေးလို့ရှိရင်အရိုက်ခံရတယ် မှန်ပါ အဲ့တော့အရိုက်မခံရအောင်လည်းလုပ်ရသေးတာ မှန်ပါ ကိုဘေးကိုကြည့်ရှောင်ပါသေးတယ် မှန်ပါ အဲ့တော့ကနဦးတော့သမထပေးတယ်တောနာလေးသိကာနာလေးသိတောနာလေးသိကာနာလေးသိစိတ်ကလေးကိုငြိမ်အောင်လို့ မှန်ပါ ဒီစိတ်ကလေးကနာသီဝတကားကနေပြီးတော့တောနာကာနာတောနာကာနာတောနာကာနာဒီစိတ်ကလေးကဒါလေးကငြိမ်လာ မှန်ပါ ငြိမ်လာတဲ့အချိန်ကကြာကြာထိုင်မှများလာတော့ဝေဒနာဖြစ် မှန်ပါဗျာ ဝေဒနာဖြစ်လာတဲ့အချိန်ကတော့ကနဦးတုန်းကနာသီပြတွန်းနဲ့ကန်နေသိနေတဲ့နန္တရားမနေနိုင်တော့ မနေနိုင်ပါဘူးမှန်ပါ ဝေဒနာသွားပြီးတင်းနာပေါ်လာတော့တင်းတယ်လို့သိလိုက် မှန်ပါ ဟဲ့ယောဂီဘယ်လိုသိလဲတင်းတယ်လို့သိတယ်တင်းတယ်လို့သိတာကငဘိုဗီဇအသိကြီး မှန်ပါ အဲ့တော့တင်းတယ်လို့သိတဲ့အသိကိုဘယ်အသိကိုပေးလဲဆိုတော့ဟဲ့ယောဂီဒီလိုမသိနဲ့တင်းနာအစနဲ့တင်းနာအလဲတင်းတဲ့အဆုံးသုံးစိတ်သိလိုက် မှန်ပါ တင်းနာအစကိုသိလိုက်ပါတင်းနာအလဲကိုသိလိုက်ပါတင်းနာအဆုံးကိုသိလိုက်ပါတောင်းနာပေါ်လဲတောင်းနာအစတောင်းနာအလဲတောင်းတဲ့အဆုံးထုံနာပေါ်လာလဲထုံနာအစထုံနာအလဲထုံတဲ့အဆုံးအောင့်လာတာပေါ်လဲအောင့်နာအစအောင့်နာအလဲအောင့်တဲ့အဆုံးကြိုက်တာပေါ်လာလဲကြိုက်တာအစကြိုက်တာအလဲကြိုက်တဲ့အဆုံးအဆုံးလေးဝေဒနာအဆုံးလေးရအောင် မှန်ပါ စိတ်ဓာတ်တတိပ္ပာတခါတည်းခဏရအောင်လို့ မှန်ပါဗျာ နော်ပူတာပေါ်လဲပူတာအစာပူတာလဲပူတဲ့အဆုံးအေးတာပေါ်လာလဲအေးတာအစာအေးတာအလဲအေးတဲ့အဆုံးလှုပ်တာပေါ်လဲလှုပ်တာအစာလှုပ်တာအလဲလှုပ်တဲ့အဆုံးရိမ့်ရိုင်တာပေါ်လဲရိမ့်ရိုင်တာအစာရိမ့်ရိုင်တာအလဲရိမ့်ရိုင်တာအဆုံးငြိမ်သက်နေပြန်တော့လဲငြိမ်သက်တာအစာငြိမ်သက်တာအလဲငြိမ်သက်တာအဆုံးအဲ့တော့သူခန္ဓာကိုယ်ကအစနဲ့အလဲနဲ့အဆုံးနဲ့သုံးစိတ်ဖြစ်မနေဘူးလား ဖြစ်ပါတယ်ဗျာ နာယောဂီတော့ဝေဒနာပေါ်မှာစိတ်ကလေးသုံးစိတ်များတီးပလားဘယ်ယောဂီဘယ်လိုနေလဲဘယ်စိတ်ရှုပ်ထားလဲတတိတော်ဗျာတင်းတာအစတင်းတာလဲတင်းတဲ့အဆုံးဒီပေါ်သုံးစိတ်ဖြစ်နေပါတယ်ဗျာ မှန်ပါ ဟောငါယောဂီသုံးစိတ်ဖြစ်နေမြင်တဲ့အပေါ်ဘယ်လိုမြင်လဲမိမမြင်လိုက်သလားမိမမြင်ဒီမှာတင်းတာပေါ်လို့တင်းတာအစတင်းတာလဲတင်းတာအစဆိုလို့ပြဉ္ညာမြင်နေသေးလို့ဟိုမှာပြဉ္ညာမြင်တယ် မှန်ပါ နော် မှန်ပါ ဒီမှာကပြဉ္ညာကိုတကကြီး မှန်ပါဗျာ ဒီကပြဉ္ညာမြင်တော့ဟောဘိဓာလည်းပြဉ္ညာမြင် ပြညတ်ပါဗျာ နော် မှန်ပါ ဘယ်လိုမြင်လဲမိမမြင်လိုက်တဲ့အစမိမအလဲမိမအဆုံး မှန်ပါ ယောက်ျားမြင်တာအစယောက်ျားအလဲယောက်ျားအဆုံး မှန်ပါ ခွေးမြင်တာအစခွေးမြင်တာအလဲခွေးမြင်တာအဆုံးရေမြင်တာအစရေမြင်တာအလဲရေမြင်တာအဆုံးအဲ့ဒီသုံးစိတ်ကလေးကိုတရားပေး မှန်ပါ သုံးစိတ်ကလေးပြီးတော့ယောဂီတေးလာဒီစိတ်သုံးစိတ်ကမပြေတော့ မှန်ပါဗျာ မပြေတော့အစနဲ့အလဲနဲ့အဆုံးနဲ့ပေးကြ မှန်ပါ အဲ့ဒါဝိပဿနာလို့မထင်နဲ့ကြီးစွာသောသမထကြီး မှန်ပါဗျာ တချို့ကဒါဝိပဿနာထင်တယ်တင်းတာသေးလို့သမထတင်းတာသေးလို့ဝိပဿနာတောင်းတာသေးလို့ဝိပဿနာဒါတည်းထင်နေတယ်မဟုတ်ဘူးကြီးစွာသောသမထကြီး မှန်ပါဗျာ ဝိပဿနာများတော့မထင်နဲ့တလုံးမှမဟုတ်သေးဘူး
စိတ်ကလေးကိုသုံးစိတ်ပြောင်းလို့ပေးနေတာ မှန်ပါ နော်အဲ့ဒါကြီးစွာသောသမထကြီးပဲတကယ် မှန်ပါဗျာ တင်းနာစတင်းနာလဲတင်းတဲ့အဆုံးသိတာနဲ့ဝိပဿနာတော့မထင်နဲ့ မှန်ပါဗျာ သမထကြီးဒါသမထမှသိရောပေါ့ မှန်ပါသိပါဗျာ အဲ့ဒီသုံးစိတ်ဖြစ်မနေဘူးလားတကယ် ဖြစ်ပါတယ်ဗျာ သုံးစိတ်ဖြစ်နေတဲ့စိတ်ကနေပြီးတော့ယောဂီငါယောဂီကတော့ဗဟိတမြင်လိုက်တဲ့အချိန်ကလည်းသုံးစိတ်ဖြစ်ပြီ မှန်ပါ အစ္ဆဒတဏ္ဍာကလည်းသုံးစိတ်ဖြစ်ပြီ မှန်ပါ ဩဗဟိတလည်းသုံးစိတ်တည်ပြီအစ္ဆဒလည်းသုံးစိတ်တည်ပြီစိတ်ကိုပြောင်းကျင်လို့ မှန်ပါဗျာ အဲ့ဒီအစနဲ့အလယ်နဲ့အဆုံးနဲ့ပေးတာကဘာကြောင့်လဲတဲ့ဘုရားဟောထားတဲ့တရားကဥပ္ပတ်တဲ့ထီတဲ့ဘယ်နဲ့ မှန်ပါ အဲ့သုံးစိတ်ပေးတာဒါပြောင်းလို့စိတ်ကလေးပြောင်းလို့ရအောင်လို့ပေးတာ မှန်ပါဗျာ အစနဲ့အလယ်နဲ့အဆုံးနဲ့ယောဂီမှာဒီစိတ်သုံးစိတ်တည်ရော မှန်ပါ တည်လိုက်တဲ့အချိန်ကမှအဲ့ဒီသုံးစိတ်ကနေပြီးတခါကြီးတင်းတာအစတင်းတာလည်းတင်းတဲ့အဆုံးကနေပြီးတော့ခလဲအလုံးကိုမသိနဲ့တော့ မှန်ပါ တင်းတာအစနဲ့တင်းတာအဆုံးသိလိုက် မှန်ပါဗျာ တခါလေယောဂီကခလဲလုံးအပြုတ်ခိုင်းလိုက်တော့စိတ်ကသမာဓိတီးလာပြီလေဝေဒနာပေါ်မှာသမာဓိတီးပြီလေ မှန်ပါဗျာ သုံးစိတ်တီးလာပြီ မှန်ပါ သုံးစိတ်တီးလာတော့မှအဲ့ဒီမှာခလဲလုံးကိုဖြုတ်လိုက်တော့ယောဂီခလဲကိုမသိနဲ့တင်းတာအစနဲ့တင်းတာအလယ်ကိုမသိနဲ့တော့တင်းတာအစနဲ့တင်းတာအဆုံး မှန်ပါ နှစ်စိတ်ပေးပြီ မှန်ပါဗျာ အဲ့တော့ယောဂီကခလဲလုံးကိုမရှုတော့ဘူးလွယ်မသွားဘူးလား လွယ်ပါတယ်ဗျာ ခုနကလက်ဦးတော့ကသုံးစိတ် သုံးစိတ် ခလဲလုံးဖြုတ်လိုက်တော့နှစ်စိတ် နှစ်စိတ်ပဲကြာမှာတော့ နှစ်စိတ်ကျန်တော့ မှန်ပါ အဲ့တော့လွယ်သွားတယ် လွယ်ပါတယ် ဟိုသမာဓိအချိန်ကြောင့်ဒီသမာဓိမြန်မြန်ပြောင်းလို့ရတယ် မှန်ပါဗျာ ယောဂီရှုပြီတင်တာစာနဲ့တင်တာဆုံးတောင်းတာပေါ်လာလဲတောင်းတာစာတောင်းတာဆုံးခလဲရှိသေးလား မရှိပါဘူး ခလဲစိတ်ချုပ်သွားပြီ ချုပ်ပါပြီဗျာ နော် မှန်ပါ တင်တာစာတင်တာဆုံးတောင်းတာစာတောင်းတာဆုံးထုံတာစာထုံတာဆုံးအောင့်တာစာအောင့်တာဆုံးကြိုက်တာစာကြိုက်တာဆုံးကြက်တာစာကြက်တာဆုံးယိုကြတာစာယိုကြတာဆုံးပူတာစာပူတာဆုံးအေးတာစာအေးတာဆုံးလှုပ်တာစာလှုပ်တာဆုံးဆိုတော့နှစ်စိတ်ဖြစ် နှစ်စိတ်ဖြစ်သွားပါတယ်ဗျာ နှစ်စိတ်ဖြစ်သွား မှန်ပါ ဒီနှစ်စိတ်ပေါ်တင်းနေပြီလား မှန်ပါ ဗိဓာဘယ်လိုမြင်လဲမေးပြီ မှန်ပါ အစ္ဆတနဲ့ဗိဓာနဲ့အတူတူ အတူတူမှန်ပါ အစ္ဆတမှာဒီမှာနှစ်စိတ်ဖြစ်နေဗိဓာနဲ့နှစ်စိတ်ပဲ မှန်ပါ အဲ့တော့ဗိဓာဘယ်လိုမြင်လဲတပည့်တော်မြင်တာကတော့မိမမြင်လိုက်ပြီမိမအစာမိမအဆုံးယောက်ျားမြင်တာအစာယောက်ျားမြင်တာအဆုံးခွေးမြင်တာအစာခွေးမြင်တာအဆုံးကြက်မြင်တာအစာကြက်မြင်တာအဆုံးရေကိုမြင်တာအစာရေမြင်တာအဆုံးတောကိုမြင်တာအစာတောမြင်တာအဆုံးသိပါပြီ မှန်ပါ နှစ်စိတ်ဖြစ်မနေဘူးလား နှစ်စိတ်ဖြစ်သွားပါတယ် နှစ်စိတ်ဖြစ်ပြီနော် မှန်ပါ အဲ့ဒီကတော့ဝိပဿနာမထင်နဲ့အောင် မှန်ပါ အမတန်ကြီးလေးတဲ့သမထကြီး မှန်ပါဗျာ စိတ်ကလေးတည်ငြိမ်အောင်လို့တည်အောင်လို့ပေးတဲ့သမထ မှန်ပါ ဒါများဝိပဿနာများမထင်နဲ့ မှန်ပါဗျာ အဲ့တော့နောက်လဲယောဂီတွေလဲသမထနဲ့ဝိပဿနာနဲ့ခွဲနေအောင်လို့ မှန်ပါ နော်တင်းတာအစတင်းတာလို့သိနေလို့သမထကြီး မှန်ပါ မရှိတဲ့တရားကြီးသိနေတာ မှန်ပါ ဝေဒနာသိတာမဟုတ်သေးဘူး မှန်ပါဗျာ နော်အဲ့ဒါဒီနှစ်စိတ်ဖြစ်မနေဘူးလားတကယ် ဖြစ်ပါတယ်ဗျာ ကဲနှစ်စိတ်ကနေပြီးပြောင်းတော့မယ် မှန်ပါ သမထနဲ့ဝိပဿနာပေးတော့မယ် မှန်ပါဗျာ ငါယောဂီစိတ်ပြောင်းလို့ရပြီ မှန်ပါ သမထနဲ့ဝိပဿနာပေးလို့ရပြီဆိုပြီးတော့စိတ်ပြောင်းပြီ မှန်ပါဗျာ ဉာဏ်လေးတွေတက်လာတာ မှန်ပါ ဉာဏ်နဲ့ပညာနဲ့ဝဲသွားအောင်လို့ မှန်ပါဗျာ နော်အခုကဉာဏ်လေးတွေတက်လာတာ မှန်ပါဗျာ သုံးစိတ်ကနေပြီးတော့နှစ်စိတ်ဖြစ်မနေဘူးလား နှစ်စိတ်ဖြစ်ပါတယ်ဗျာ နှစ်စိတ်ကနေပြီးသမထကနေပြီးသမထနဲ့ဝိပဿနာပေးတင်တော့မယ် မှန်ပါဗျာ ယောဂီစိတ်ပြောင်းပြီ မှန်ပါ ငါယောဂီစိတ်ကလေးနဲ့စိတ်တင်းငြိမ်မလား မှန်ပါ တီးမလားသမထ မှန်ပါ စိတ်မပြောင်းတော့ဘူးလား မှန်ပါ ဒီစိတ်ဖြစ်နေပလားဆိုတော့ယောဂီစိတ်ကစိတ် မှန်ပါ ယောဂီစိတ်စစ်လိုက်တော့ယောဂီမှာနှစ်စိတ်တည်နေတယ် မှန်ပါ နှစ်စိတ်တည်တော့အဲ့ဒီနှစ်စိတ်ပြောင်းတော့မယ်တကကြီး မှန်ပါဗျာ ဘယ်လိုပြောင်းမလဲသမထနဲ့ဝိပဿနာပေးတော့မယ် မှန်ပါ ယောဂီတင်းတာအစတင်းတာအဆုံးမသိနဲ့တော့ မှန်ပါ ဘယ်လိုသိရမှာလဲဖြစ်လာတဲ့သဘောတရားလေးပြည့်သွားတဲ့သဘောတရားလေးဒီနှစ်စိတ်ဟိုနှစ်စိတ်ကဒီနှစ်စိတ်ပြောင်း မှန်ပါဗျာ တင်တာပေါ်လဲတင်တာစာတင်တာအဆုံးမသိနဲ့တော့ခုနသမာဓိကတီးနေပြီ မှန်ပါဗျာ စိတ်ပြောင်းလို့ရပြီယောဂီ မှန်ပါ တင်တာစာတင်တာအဆုံးမသိနဲ့တော့ဖြစ်လာတဲ့သဘောတရားလေးရဲ့ပြည့်တဲ့သဘောလေးရဲ့ဒီနှလုံးသားလေး မှန်ပါ အဲ့တော့ယောဂီကတင်းတာအစတင်းတာအဆုံးမသိပဲနဲ့ဖြစ်လာတဲ့သဘောတရားရဲ့ပြည့်သွားတဲ့သဘောလေးရဲ့ဒီနှလုံးသိ မှန်ပါ တင်လာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘော မှန်ပါ တောင်းလာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘော မှန်ပါ ထုံလာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောအောင့်လာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောကြိုက်လာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောကြက်တယ်လာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောရိုးကြလာပြန်လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောပူလာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောအေးလာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောလှုပ်လာပြန်တော့လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောကောင်းလာပြန်လည်းဖြစ်တဲ့သဘောပြည့်တဲ့သဘောအဲ့ဒါလား မှန်ပါ ဖြစ်သဘောလေးသိလိုက်တာကသမထ မှန်ပါ ပြည့်တဲ့သဘောလေးသိလိုက်တာဝိပဿနာ ရှင်းပါတယ်ဗျာ သမထနဲ့ဝိပဿနာ မှန်ပါ သမထနဲ့ဝိပဿနာဖြစ်မနေဘူးလား ဖြစ်ပါတယ်ဗျာ အဲ့ဒါနောက်ကိုအလင်ခံရမှာစိုးလို့ မှန်ပါရှင်းပါတယ် နော် မှန် အဲ့ ပါ ဒါအခုတော့ဒီလိုမပေးဘူးဒါတွေကဒီမဲ့လမ်းရှိတယ် မှန်ပါ အဲ
ဖြစ်တယ်ပြက်တယ်ဝဒါတွေလုံးမနေနိုင်ဘူးတော်ကြသေးခြင်းသေးမှာလက်ပြန်သေးခြင်းသေးမှာသဘက်သေးခြင်းမသေးမှာ မှန်ပါမသိ အဲ့တော့တူတူလေးနဲ့ဖြတ်လာလိုက် မှန်ပါဗျာ နော်ဒါတွေပေးမလားဦးစင်းပေးလာတာကဟိုတုန်းကတော့အရိုက်ခံရမှာဆိုလို့ပေးရတယ် မှန်ပါဗျာ နောက်တဖြည်းဖြည်းစိတ်ကလေးကိုပြောင်းလာခဲ့ မှန်ပါ ကဲသမထနဲ့ဝိပဿနာတော့ဖြစ်သွားပြီ ဖြစ်ပါပြီဗျာ ဖြစ်လာတဲ့သဘောရဲ့ပြက်တဲ့သဘောရဲ့ မှန်ပါ ဟဲ့ဗိဓာဘယ်လိုမြင်တယ်လဲယောဂီကိုစစ်တယ် မှန်ပါ ဘုရားတပည့်တော်တော့မိမယောက်ျားမမြင်တော့ဘူးဖြစ်လာတဲ့သဘောပြက်တဲ့သဘောအလာကြညာရောအလန်းကလာတဲ့သဘောပြက်တဲ့သဘောအနနာမြရောဖြစ်တဲ့သဘောပြက်တဲ့သဘောစားလိုက်တဲ့ရလာရောဖြစ်တဲ့သဘောပြက်တဲ့သဘောထိလိုက်တဲ့အတွေ့ရောဖြစ်တဲ့သဘောပြက်တဲ့သဘောသိလိုက်တဲ့ဓမ္မရောဖြစ်တဲ့သဘောပြက်တဲ့သဘောယူပြန်တော်ရောဖြစ်တဲ့သဘောပြက်တဲ့သဘောပေါက်ပြန်တော်ရောဖြစ်တဲ့သဘောပြက်တဲ့သဘောလှမ်းသွားပြန်ရောဖြစ်တဲ့သဘောပြက်တဲ့သဘောထိုင်ပြန်ရောဖြစ်တဲ့သဘောပြက်တဲ့သဘောအိတ်လိုက်ပြန်ရောဖြစ်တဲ့သဘောပြက်တဲ့သဘောငါသွားတယ်ချတယ်နာတယ်ရှိသေးလား မရှိပါဘူးဗျာ နော် မှန်ပါ အဲ့ဒါသမထနဲ့ဝိပဿနာ မှန်ပါဗျာ နော်သမထနဲ့ဝိပဿနာဖြစ်နေတယ်နော် မှန်ပါဗျာ ဖြစ်နေတော့အဲ့တော့ကဲသမထနဲ့ဝိပဿနာတော့ဖြစ်နေပြီတခါကြီး မှန်ပါ သမထဖြုတ်မယ် မှန်ပါဗျာ သမထကြီးကိုဖြုတ်ပြမယ် မှန်ပါဗျာ ဝိပဿနာပညာဖြစ်တော့ မှန်ပါ စိတ်ကလေးတွေဉာဏ်လေးတွေတက်လာတယ်မဟုတ် မှ လား န်ပါဗျာ စိတ်ကလေးတွေပြောင်းလာတယ်မဟုတ် မှ လား န်ပါဗျာ သမထရိုးရိုးကနေပြီးသမထနဲ့ဝိပဿနာဖြစ်မလားဘူးလား ဖြစ်လာပါဗျာ ဉာဏ်စဉ်ပေါ့ မှန်ပါ သင်္ခါရုပ္ပခဏညာဘေငညာဘယညာအာရိနိဝညာမောစတုကညာနိဗ္ဗိဏညာသင်္ခါရုပ္ပခညာဂေါတရဗုဒ္ဓညာနိဗ္ဗိဏညာလွတ်ဖို့လိုသေးလား မလိုပါဘူးဗျာ နော် မှန်ပါ ဟိုကစာစိတ်တွေဘုရားသိတာကိုသိတာပေါ့ဘုရားသိလို့လည်းဘုရားလည်းမဖြစ်ဘူး မှန်ပါ ဘုရားသိတဲ့စိတ်တွေ မှန်ပါဗျာ အဲ့ဒါကတော့ရိုးရိုးစိတ် မှန်ပါ ဘာသာလို့သိတဲ့စိတ် မှန်ပါဗျာ ဒီလိုစိတ်ပြောင်းလာခဲ့ မှန်ပါဗျာ နော်သမထနဲ့ဝိပဿနာတော့ဖြစ်ပြီ မှန်ပါဖြစ်ပါ နှစ်စိတ်ဖြစ်နေပြီ မှန်ပါ နှစ်စိတ်ကနေပြီးတီးနေတော့နှစ်စိတ်ဆိုတော့သူကြာတယ်မဲ့နေလာလာသမာဓိယူနေရတယ် မှန်ပါဗျာ အဲ့ဒီသွားနေလာလာသမာဓိယူလာတဲ့ဥစ္စာနှစ်စိတ်ကတစ်စိတ်ချက်ပြောင်းပြီးတော့ မှန်ပါဗျာ ဟဲ့ယောဂီဖြစ်တဲ့သဘောမသိနဲ့ မှန်ပါ သမထဖြုတ်ချရ မှန်ပါ ဘာကိုသိရမှာလဲဖေပြက်တဲ့တစ်ခုတည်းသိပြက်သဘောတစ်ခုတည်းသိ မှန်ပါ အဲ့ဒီတော့လွယ်သွားတယ်စိတ်ကစိတ်လုံးတည် လွယ်ပါတယ်ဗျာ နော် မှန်ပါ လုံးရင်ရပါတယ် မှန်ပါ မလုံးဘဲနဲ့တော့မရဘူး မရပါဘူး မသိလို့လာပေးနေတာမဟုတ်ဘူး မှန်ပါဗျာ အလကားရောင်ချာချာနဲ့လာပေးနေတာမဟုတ် မှန်ပါဗျာ သိလို့လာပေးတာ မှန်ပါ မသိဘဲနဲ့ကိုဒီမဲ့နယ်လေးရလှည့်ပြီးတော့ဒီမဲ့ပေးဖို့မပေးဝင် မှန်ပါဗျာ မပေးဝင်ပါဘူး မှန်ပါ မဟုတ်ဘဲနဲ့ မှန်ပါ နော်ဘယ်မက်ကဘယ်လိုကြတယ်ဘယ်မက်ကဘယ်လိုကြတယ်သိလို့ပေးတာ မှန်ပါ အဲ့တော့အဲ့ဒါကြောင့်မလို့နောက်ထပ်တရားဓမ္မတွေဟင်္ဒရာမြို့ကြီးကမျက်စိကြီးနာကြီးဆိုတော့ဒီမဲ့နောက်လူလိန်ခံရမှာဆိုလို့ပေးခဲ့တာ မှန်ပါဗျာ နော်အဲ့တော့သမထကနေပြီးဝိပဿနာတင်တော့မယ်ဝိပဿနာပညာပေးတော့မယ် မှန်ပါဗျာ ဟဲ့ယောဂီဖြစ်လာတဲ့သဘောကိုမသိနဲ့တော့ဘာကိုသိရမှာလဲဗျပြက်တဲ့တစ်ခုတည်းသိ မှန်ပါ တင်နာပေါ်လဲဖြစ်တဲ့သဘောမသိတော့ဘူးတစ်လုံးနဲ့သိတော့ မှန်ပါ သမာဓိကိုတည်းက မှန်ပါ ကိုသမာဓိကနေပြီးဒီသမာဓိပြောင်းဟိုစိတ်ကနေဒီစိတ်ပြောင်းတယ် မှန်ပါ ဇာစိတ်တွေ မှန်ပါဗျာ မြန်အလင်းမြန်ပြောင်းလို့ရပြီဒါဇာစိတ်တွေခေါ်တယ် မှန်ပါဗျာ နော်ဖြစ်တဲ့ပြက်တဲ့သဘောတရားကနေပြီးဖြစ်သဘောဖြုတ်ပြီးတော့အပြက်တစ်ခုတည်းစိတ်ပြောင်းထားရင် မှန်ပါ အဲ့ဒါဇာစိတ်ခေါ်တယ် မှန်ပါ နော်ဇာစိတ် မှန်ပါ အဲ့တော့ဖြစ်တဲ့သဘောကိုမသိနဲ့ပြက်တဲ့သဘောတစ်ခုတည်းသိတော့ဆိုတော့ပြက်တဲ့သဘောတစ်ခုတည်းသိ မှန်ပါ တင်နာပေါ်လဲပြက်တဲ့သဘောတောင်းနာပေါ်လဲပြက်တဲ့သဘောထုံနာပေါ်လဲပြက်တဲ့သဘောအောင့်နာပေါ်လဲပြက်တဲ့သဘောကြက်တယ်လာတာလဲပြက်တဲ့သဘောရိုးကြလာပြန်လဲပြက်တဲ့သဘောပူတာပေါ်လဲပြက်တဲ့သဘောအေးတာပေါ်လဲပြက်တဲ့သဘောလှုပ်တာပေါ်လဲပြက်တဲ့သဘောရင်ရိုင်းတာပေါ်လဲပြက်တဲ့သဘောအပြက်တစ်ခုတည်းဖြစ်နေ မှန်ပါဗျာ ဘယ်လိုဘဝဖြစ်မနေဘူးလား ဖြစ်ပါတယ်ဗျာ ဘယ်လိုဘဝဝိပဿနာတည်းဖြစ်ဘူးလား မှန်ပါဖြစ်ပါ အပြက်တစ်ခုတည်းဖြစ်နေဘူးလား မှန်ပါ ဓမ္မချရှိသေးလား မရှိပါဘူးဗျာ အဲ့ဒါဝိပဿနာပညာခေါ်တယ် မှန်ပါဗျာ အပြက်တစ်ခုတည်း မှန်ပါ ဖြစ်ခွင့်မရဘူးကဲယောဂီမျက်စိနဲ့မြင်လိုက်တယ်နားနဲ့ကြားလိုက်တယ်နှာခေါင်းနဲ့ကြားနားလိုက်တယ်လျှာနဲ့ရတာနဲ့စားလိုက်တယ်ဘယ်လိုမြင်နေလဲမြင်တာလည်းပြက်တဲ့သဘောကြားတာလည်းပြက်တဲ့သဘောနားတာလည်းပြက်တဲ့သဘောစားတာလည်းပြက်တဲ့သဘောထိတာလည်းပြက်တဲ့သဘောသိတာလည်းပြက်တဲ့သဘောလှမ်းသွားတာလည်းပြက်တဲ့သဘောချလိုက်တာလေးလည်းပြက်တဲ့သဘောယိုတာလည်းပြက်တဲ့သဘောပေါက်တာလည်းပြက်တဲ့သဘောထိုင်တာလည်းပြက်တဲ့သဘောအိတ်လိုက်တာလည်းပြက်တဲ့သဘောအပြက်တစ်ခုလည်းဖြစ်မနေ အ ဘူး ပြည့်ဖြစ်နေပါတယ်ဗျာ အဲ့ဒါဝိပဿနာပညာခေါ်တယ် မှန်ပါဗျာရှင်းပါတယ်ဗျာ ဝိပဿနာပညာနော် မှန်ပါ ဝိပဿနာဆိုတာပညာဆိုတော့အပြက်တစ်ခုတည်း မှန်ပါ ဘယ်လိုဘဝပြက်နေတာနော် မှန်ပါ မြင်ပြကြပြနာပြစားပြတိပြသိပြဆိုအပြက်တစ်ခုတည်းသဘောတစ်ခုတည်း မှန်ပါ အဲ့ဒါဝိပဿနာပညာခေါ်တယ် မှန်ပါ သမထလွတ်သွားပြီ မှန်ပါ နော်သမထလွတ်မသွားဘူးလား လွတ်သွားပါပြီ သမထကနေပြီးတော့ကဲဉာဏ်စဉ်လေးတက်ကြအောင်ဆို မှန်ပါဗျာ လောကီနဲ့လောကုတ္တရာရှားတဲ့ကိုယထဘူတသာဘိဓမ္မာအနတ္တယထာပညာယပတ္တိအထနိဗ္ဗေသတိဒုက္ခိဣသမေကောဝိသုဒ္ဓိယ မှန်ပါ ဘုရားဟောထားတဲ့တရားအလကားထားတဲ့တရားမဟုတ် မှန်ပါဗျာ နော်အဲ့တော့
ဒီတရားတွေကဘုရားထားခဲ့တာ မှန်ပါ မလုံးမလုံးပဲနဲ့တဲ့စာအုပ်ကြည့်ပြီးဒီတိုင်းနေလို့ရှိရင်ဘူပိတ်နေပါ မှန်ပါဗျာ နော် မှန်ပါ အဲ့တော့ယထဘူတညာတင်တော့မယ် မှန်ပါ ဝိပဿနာပညာတော့ဖြစ်နေပြီ မှန်ပါဗျာ နော်အဲ့ဒါတခါကြီးလမ်းတူလေးကနောက်ကြတော့အခုထင်းသရမြို့ကတခါဓမ္မကြီးဒီလမ်းကိုမပေးတော့ဘူး မှန်ပါဗျာ ယထဘူတညာကနေပြီးတော့တခါကြီးဒီဟာလေးချိန်နေပြီးတော့တခါတည်းခုံတက်ခိုင်းတာ မှန်ပါဗျာ နော်ဒီကနေ့လည်းနှစ်ပါးလားမသိသေးဘူး မှန်ပါ မသိသေးတော့ကဲတခါကြီးဘယ်လိုဖြစ်မလဲတဲ့ယထဘူတညာလောကီနဲ့လောကုတ္တရာကြားကိုဉာဏ်စဉ်လေးကိုတက်ပြီးတော့ မှန်ပါ ဟဲ့ယောဂီနေအတိတ်ကလည်းပြက်ခဲ့အခုလည်းပြက်တာသိနောင်လည်းပြက်အောင်ပါ မှန်ပါ အဲ့လိုအတိတ်ကလည်းပြက်တာမသိမပြက်ခဲ့ဘူးလားတခါကြီး ပြက်ခဲ့ပါတယ်ဗျာ အခုလည်းပြက်တော့ ပြက်နေပါ နောင်လည်းပြက်အောင်မယ် နောင်လည်းပြက်အောင် ဒီ ပါ ပြက်လက်စာကြီးဆုံးမအောင်မလား မဆုံးနိုင်ပါဘူး ဒီဖြစ်ပြက်ကြီးပဲသိနေလို့ရှိရင်ပြက်အောင်မယ်သိအောင်မယ်နိဗ္ဗာန်မထင်နဲ့ဒီအပြက်ကြီးမြင်လို့များနိဗ္ဗာန်များမထင်နဲ့ မှန်ပါ ဝိပဿနာပဲရှိသေးတယ် မှန်ပါဗျာ မဲ့ဆိုတာတော့ဝေးပါလေ မှန်ပါဗျာ နော် မှန်ပါ အဲ့ဒါဝိပဿနာညာဝိပဿနာပညာခေါ်တယ် မှန်ပါ နော်အဲ့ဒီဝိပဿနာပညာကနေပြီးယတ္ထဘူတညာအမှန်တင်ပြီးတော့မယ် မှန်ပါဗျာ ဟဲ့ယောဂီဒီလိုမသိနဲ့အတိတ်ကလည်းပြက်ခဲ့တယ်အခုလည်းပြက်ခဲ့ကြတယ်အခုပြစ္ဆုတ်ပါလည်းနဲ့အပြက်တစ်ခုတည်းသိတယ် မှန်ပါ နောင်လည်းပြက်အောင်မယ် မှန်ပါဗျာ သေလို့လက်ဆက်သတ်မှာမဟုတ်ဘူး မတတ်ပါဘူးဗျာ မသတ်တော့အဲ့ဒီတော့သဗ္ဗေဓမ္မအနတ္တယတ္ထဘူတညာတင်ပြီ မှန်ပါ ဘယ်လိုတင်လဲဟဲ့ယောဂီအစ္ဆတသန္တာကနေပြီနဲ့အပြက်သိနေတယ် မှန်ပါ ရုပ်ဆိုတဲ့သဘောတရားကိုသဘောကြည့်စားခန္ဓာမှာအစဉ်တစိုက်သဘောလေးကြည့်လိုက်တော့ဘယ်လိုကြည့်ရမှာလဲဘုရားလူမေး မှန်ပါ ဘယ်လိုကြည့်ရမှာလဲဆိုခန္ဓာကပေါ်ပြလိမ့် မှန်ပါဗျာ ပြက်တာမဟုတ်ဘူးသဘောပဲရှိ မှန်ပါ ပြက်တယ်ဆိုတဲ့ဥစ္စာကဒါကဝိပဿနာဉာဏ်ခေါ်တယ် မှန်ပါ သဘောကတော့ခန္ဓာကသဘောပေါ်ရတာ မှန်ပါ ဘယ်လိုသဘောပေါ်လဲတဲ့ဓာတ်ကြီးလေးပါးကသူ့တက်ကလွတ်တက်နေလိမ့်မယ် မှန်ပါ ဘယ်လိုသူ့တက်ကလွတ်တက်လဲတင်လာလိုက်တောင်လာလိုက်ထုံလာလိုက်ကျင်းလာလိုက်အောင်လာလိုက်လှုပ်လာလိုက်ကြလာလိုက်ယိုကြလာလိုက်တော်ကြလဲတင်းလာလိုက်တောင်လာလိုက်ထုံလာလိုက်အဲ့ဒီရုပ်သဘောတရားကအစဉ်ဝိပရိနာမအစဉ်ပြောင်းလဲနေတဲ့သဘောလေးကြည့်လိုက်တင်းလိုက်တောင်းလိုက်ထုံလိုက်အောင်လိုက်ကျင်းလိုက်ဆိုတာပြောင်းလဲနေလိမ့်မယ် မှန်ပါ ဒီမှာကြည့်လိုက်တော့ဟောပြောင်းနေ မှန်ပါဗျာ နည်းနည်းလေးတင်းလာတယ်အဲ့ဒီတဲ့ပိုတင်တယ်အဲ့ဒီတဲ့ပိုတင်လာတယ်အဲ့ဒီတဲ့ပိုပြောင်းနေတယ်မို့ မှန်ပါပြောက်သွားတာပါဗျာ တော်တော်ကြာထုံလာတယ်တော်တော်ကြာအောင်လာတယ်တော်တော်ကြာကြိုက်လာတယ်တော်တော်ကြာကြက်လာတယ်တော်တော်ကြာပူလာတယ်တော်တော်ကြာအေးလာတယ်တော်တော်ကြာရိမ့်ရိုင်လာတယ်တော်တော်ကြာငြိမ်သက်နေတယ်ရုပ်ဆိုတဲ့သဘောတရားအစဉ်ဝိပရိနာမအစဉ်ပြောင်းလဲတဲ့သဘောလေးပဲရှိတယ် မှန်ပါ ပြည့်တယ်လို့မသိနဲ့တော့ပြောင်းလဲခြင်းသဘာဝတရားသာသိလိုက်တော့ဆိုတော့ခန္ဓာကြည့်လိုက်တော့ဟောပြောင်း မှန်ပါဗျာ ပြောင်းနေတဲ့အချိန်ခါကျတော့ရှုလိုက်ပြီဟိုစိတ်ကနေပြီးဒီစိတ်ပြောင်းလို့ရပြီ ပြောင်းရပါဗျာ ပြောင်းလဲတဲ့သဘောလေးမြင်သွားပြီ မြင်သွားပါပြီဗျာ ဖြစ်ဖြစ်ကြီးချုပ်မနေဘူးလား မှန်ပါချုပ်ပါပြီဗျာ ဖြစ်ဖြစ်သင်္ခါရရှိသေးလား မရှိပါဘူးဗျာ သင်္ခါရလွတ်မသွားဘူးလား လွတ်သွားပါပြီ ဖြစ်ဖြစ်ကြီးရှိမရှိတော့ဘူးလား မရှိပါဘူး ပြောင်းလဲတဲ့သဘောလေးကိုတွေ့သွားပြီ တွေ့သွားပါပြီဗျာ ဟဲ့ယောဂီဘယ်ရမျက်စိနဲ့ဘယ်လိုမြင်လဲမျက်စိနဲ့ဒီမှာပြောင်းလဲတာမြင်တော့ဟိုမှာသံဌာနတွေလည်းပြောင်းပြီ မှန်ပါ အစင်းနဲ့တော်ကြဖြူတာမဲဖြူတာပေါ်လာလိုက်မဲတာပေါ်လာလိုက်ဝါတာပေါ်လိုက်လောကကြီးကြည့်လိုက်လောကကြီးကလည်းတော်ကြမဲမှောင်လာလိုက်တော်ကြလင်းလာလိုက်လောကကြီးကလည်းပြောင်းလဲခြင်းသဘာဝတရားရုပ်ဆိုတဲ့သဘော မှန်ပါ အကြည့်ရုပ်တွေနော် မှန်ပါ အစင်းရုပ်တွေကလည်းစိမ့်လိုက်ဝါလိုက်ဖြူလိုက်မဲလိုက်သံဌာနရုပ်တွေကလည်းရှည်လိုက်တိုးလိုက်ဝလိုက်ပိန်လိုက်ဖောင်းလိုက်နဲ့တခါတည်းသံဌာနရုပ်တွေကလည်းပြောင်းလဲနေ မှန်ပါဗျာ ဟဲ့ရုပ်ဆိုတဲ့သဘောတရားအစင်းမျက်စိကရောဘယ်လိုမြင်သလဲမျက်စိကလည်းအစိမ့်နာပေါ်လာလို့စိမ့်နာမြင်လိုက်တယ်နေတာပေါ်လို့နေတာမြင်လိုက်တယ်ဖြူတာပေါ်လို့ဖြူတာမြင်လိုက်တယ်မျက်စိကလည်းပြောင်းလဲမြင်တတ်တဲ့သဘော မှန်ပါ အသင်းတွေကလည်းပြောင်းလဲနေတဲ့သဘောသံဌာနတွေကလည်းပြောင်းလဲနေတဲ့သဘောရုပ်မြင်သွားပြီ မြင်ပါတယ်ဗျာ သဗ္ဗေဓမ္မအနတ္တဆိုသူသဘောမြင်ပြီ မှန်ပါ သူသဘောကဘာလဲရုပ်ဆိုတဲ့သဘောပြောင်းနေတာ ပြောင်းပါတယ်ဗျာ ပြောင်းလဲနေတာ မှန်ပါ ဟဲ့အသံကြားလိုက်တဲ့အခါဘယ်လိုကြားလဲတော်တော်ကြားခွေးသံကြားလိုက်ဝက်သံကြားလိုက်တော်တော်ကြားဒကမအသံကြားလိုက်အသံတွေကလည်းပြောင်းလဲနေပါတယ်ဗျာ မှန်ပါ နားကလည်းအသံတစ်ခုပေါ်လာမှပြောင်းလဲကြားရပါတယ်ဗျာသိပြီ မှန်ပါ အနတ်တွေကရောမွေလာလိုက်သင်လာလိုက်အနတ်ရုပ်ကလည်းပြောင်းလဲခြင်းသဘာဝတရားပါလားဖြစ်တာရှိသေးလား မှန်ပါမရှိ ဖြစ်တာရှိသေးလား မရှိပါဘူး ဖြစ်တာပြက်တာသိနေနောက်သိအောင်မယ်လား မှန်ပါဗျာ နော်ယထာဘုဒ္ဓညာရုပ်နဲ့နာရုပ်ကိုမြင်တာမဟုတ်ဘူး မှန်ပါ သိတာမဟုတ်ဘူးနော် မှန်ပါ အဲ့ဒီတော့အနတ်နဲ့လက်ကောင်းနဲ့ထိမှလည်းဘယ်လိုနာလဲမွေလာလိုက်သင်လာလိုက်ကြိုင်လာလိုက်ဆိုတာပြောင်းလဲခြင်းသဘာဝတရားဖြစ်နေပါပြီဗျာ မှန်ပါ လက်ကောင်းကလည်းအနတ်တစ်ခုပေါ်လာမှပြောင်းလဲနံတတ်တဲ့သဘောယထာယုတ်ကရောဘယ်လိုများသိပါလဲယထာယုတ်ကလည်းချိုးလိုက်ချင်းလိုက်ငါလိုက်ယထာယုတ်ကလည်းပြောင်းလဲခြင်းသဘာဝတရား မှန်ပါ တရားယုတ်ကလည်းပြောင်းလဲနေတဲ့သဘောတရားယုတ်မြင်သွားပြီ မှန်ပါ
ကိုယ်ကရောပဲလို့များမြင်လဲတင်းလိုက်တောင်းလိုက်ထုံလိုက်ကိုယ်ကလည်းပြောင်းလဲနေတဲ့သဘောအတွေ့ကလည်းပြောင်းလဲခြင်းသဘာဝသဘောမနောကရောပဲလို့လဲဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကကောင်းတယ်မကောင်းတယ်လို့ပြောင်းလဲခြင်းသဘာဝတရားမှန်ပါဗျာတကား6ပေါက်ပဲလို့မြင်လဲမျက်စိကလည်းပြောင်းလဲခြင်းသဘာဝတရားနားပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားနှာခေါင်းပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားလျှာပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားကိုယ်ပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားမနောဘောက်ကလည်းပြောင်းလဲခြင်းသဘာဝတရားလှမ်းသွားပြန်တော့လည်းပြောင်းလဲခြင်းသဘာဝတရားချလိုက်ပြန်တော့လည်းပြောင်းလဲနေတဲ့သဘာဝတရားထိုင်ပြန်တော့လည်းပြောင်းလဲခြင်းသဘာဝတရားယူပြန်တော့လည်းပြောင်းလဲခြင်းသဘာဝတရားပေါက်ပြန်တော့လည်းပြောင်းလဲခြင်းသဘာဝတရားအိတ်လိုက်ပြန်တော့လည်းပြောင်းလဲခြင်းသဘာဝတရားအဲ့လိုမြင်သွားပြီမှန်ပါဗျာသဗ္ဗေဓမ္မာအနတ္တတဲ့ဒါမဲ့မဟုတ်သေးဘူးမှန်ပါဗျာလောကီနဲ့လောကုတ္တရာကြားထဲမှာယတ္ထဘုဒ္ဓညာရုပ်ကိုမြင်နေပြီမှန်ပါဗျာအဲ့ဒီလိုရုပ်ပြီးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်ပြောင်းလဲတယ်သဘောလေးမြင်နေတာမှန်ပါဗျာဘုရားကအဲ့ဒါသဗ္ဗေဓမ္မာအနတ္တမှန်ပါကိုကမြင်မှာအခုတော့ဘုရားကသဗ္ဗေဓမ္မာအနတ္တဆိုဘုရားခေါ်ဟောသမုတ်ထားတဲ့အနတ္တကြီးမြင်နေအနတ္တပြောတယ်မြင်ရမှာကရုပ်ဤသဘောတရားသူ့သဘောနဲ့သူပြောင်းနေတဲ့သဘောတရားကိုသိရမှာပရမတ်ရုပ်ပရမတ္ထအနတ္တမြင်ရမယ်အခုတော့ပညာအနတ္တဘာသာပြောတယ်မှန်ပါဗျာနော်မှန်ပါပရမတ်အနိစ္စကလည်းဘာလဲပြောင်းလဲနေလို့အနိစ္စလို့ဘုရားပညာကိုပြောပြောင်းလဲနေတဲ့ဥစ္စာမမြဲတာဒုက္ခလို့ပြောတယ်မှန်ပါအခုတော့အနိစ္စဒုက္ခအနတ္တပညာရှိတာလေမှန်ပါတကယ်ရှိတဲ့ယတ္ထဘုဒ္ဓညာအမှန်မြင်ရမယ်တရားမြင်လိုက်တဲ့ဟာပြောင်းလဲတဲ့သဘောတရားလေးကိုဘယ်လို့မှမသိမှန်ပါမသိပါဘူးယတ္ထဘုဒ္ဓညာစာအုပ်ထဲကယတ္ထဘုဒ္ဓညာနေတာပြောတယ်မှန်ပါတကယ်ပြစ္ဆုတ်ပံမြင်တဲ့ဥစ္စာယတ္ထဘုဒ္ဓညာဓမ္မသဘောကြီးမြင်လားဆိုဘယ်လို့မှမမြင်တာမှန်ပါဗျာနော်မြင်ရမှာကယတ္ထဘုဒ္ဓညာမမြင်ပါဘူးဗျာမျက်စိကလည်းပြောင်းလဲတယ်နားကလည်းပြောင်းလဲတယ်နှာခေါင်းကလည်းပြောင်းလဲတယ်ပါးစပ်ကလည်းပြောင်းလဲတယ်သဘောပြင်းနေပြီလေမှန်ပါအဲ့ဒီလိုမြင်နေတော့တခါကြီးရဲ့ဟိုဘုရားကညာပညာလို့တတ်ပေးတယ်မှန်ပါဗျာဒီလိုမြင်နေတဲ့ပုဂ္ဂိုလ်ရုပ်မြင်နေတဲ့ပုဂ္ဂိုလ်ယူပပရိစေတညာမှန်ပါဗျာသိပြီမှန်ပါယူပပရိစေတညာရုပ်ဖို့လိုသေးလားမလိုပါဘူးဗျာမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကအခုလည်းတချို့ကတော့ပူတာကယုံပူတာတိတာနာဆိုအဲ့ဒါယူပနာမပရိစေတညာဒါတွေမရှိတဲ့ပညာရှိတတ်တယ်မှန်ပါဟုတ်လည်းမဟုတ်ပဲနဲ့မှန်ပါမြင်လိုက်တဲ့အစားကိုပြစ္ဆုတ်ပံသူမြင်နေပြီမှန်ပါရုပ်ကိုမြင်နေပြီယတ္ထဘုဒ္ဓညာအနတ္တလက္ခဏာညာမြင်နေပြီမှန်ပါအနတ္တလက္ခဏာညာကဘာလဲရုပ်ကြီးသဘောတရားသူ့သဘောနဲ့သူပြောင်းနေတယ်မှန်ပါမျက်စိကလည်းပြောင်းမြင်တယ်မှန်ပါအသံတွေကလည်းပြောင်းနေဘူးလားမှန်ပါအနတ်တွေကရောပြောင်းမြင်ပါတယ်ဗျာရတာကရောပြောင်းပါတယ်ဗျာမနေ့ကဆွမ်းစားလိုက်တဲ့ဥစ္စာရတာတွေပြောင်းတယ်ဗျာမှန်ပါတော်ကြလက်ဖက်ရည်ချိုးတယ်မတော့ဝင်မှန်ပါတော်ကြသင်္ဘောတီတွေငချောက်တွေတော်ကြလာပြီးလက်ဖက်တွေပြိတ်တယ်လက်ဖက်စားတော့တစ်မျိုးမှန်ပါသင်္ဘောတီစားတော့တစ်မျိုးလက်ဖက်ရည်ချိုးတော့တစ်မျိုးမှန်ပါနော်မှန်ပါတစ်မျိုးစီပြောင်းနေမျိုးစီပါပြောင်းနေပါအဲ့ဒါပြောင်းလဲတဲ့သဘောတရားအနတ္တကိုအနတ္တဆိုတဲ့ပညာသာသိတယ်ပြောင်းလဲတဲ့သဘောတရားလေးကိုပရမအနတ္တကိုမသိဘူးမှန်ပါဗျာပညာအနတ္တသာသိမှန်ပါလူတိုင်းပညာအနတ္တပညာအနိစ္စပညာဒုက္ခဒါပဲသိမှန်ပါဗျာပရမတ္ထအနိစ္စပရမတ္ထဒုက္ခပရမတ္ထအနတ္တဘယ်လိုမှမသိမသိနိုင်ပါဘူးဗျာအဲ့ဒါယထာဘုဒ္ဓညာခေါ်တယ်မှန်ပါနော်မျက်စိနဲ့မြင်လိုက်တာယထာဘုဒ္ဓညာယူပပရိစ္ဆေဒညာဆိုဘယ်လိုမြင်တာလဲမျက်စိကသဘောတရားလေးကိုအစင်းရုပ်ကပြောင်းလဲတတ်တဲ့သဘောလေးမြင်တတ်တဲ့သဘောတရားလေးပြောင်းလဲမြင်တတ်တဲ့သဘောတရားလေးအဲ့ဒီရုပ်ကိုမြင်နေလို့ရှိရင်ယူပပရိစ္ဆေဒညာခေါ်တယ်မှန်ပါဗျာဟဲ့ယောဂီငါယောဂီတော့ယူပပရိစ္ဆေဒညာယထာဘုဒ္ဓညာမြင်ပြီမြင်လိုက်တဲ့ချိန်ကနံပေးပြန်ဟဲ့နံကရောကြည်စားနံကလည်းကြည်စားဆိုတော့ဟိုကရုပ်ကပြောင်းနေတာမှန်ပါရုပ်ကပြောင်းနေနံကိုကြည့်လိုက်စားမှန်လားပါဗျာနံလည်းသိပါဘယ်လိုသိလဲရုပ်ပြောင်းနေသူကလည်းပြောင်းပြီးညှို့တယ်မှန်ပါဗျာဩငါဤယောဂီဟာနံကိုလည်းသိသွားပြီမှန်ပါနံကိုသိတာလက်ဝတ်တော့ကရုပ်ပြောင်းလဲတဲ့သဘောလေးကိုသူကြည့်လိုက်တယ်မှန်ပါဆုံးသွားတယ်မှန်ပါတလောကလုံးကပြောင်းလဲတဲ့သဘောတရားရုပ်အပေါင်းပြောင်းလဲနေတဲ့သဘောတရားကုန်းစရာမသိဘူးလားမှန်ပါသိပါတယ်ဗျာနောက်နံကိုမြင်တယ်မှန်ပါနံကိုမြင်လိုက်တာပဲလို့မြင်လိုက်ဟဲ့နံကြည့်စားနံကြည့်စားဆိုတော့ရုပ်ပြောင်းနေနံကပြောင်းပြီးတော့သူကညှို့တယ်မှန်ပါညှို့တော့မျက်စိကလည်းမြင်လိုက်တဲ့ချိန်ကနံဤသဘောတရားနာဤအနတ္တကရုပ်အပေါင်းကိုပြောင်းလဲပြီးတော့ညှို့တတ်တဲ့သဘောအသံကိုလည်းပြောင်းလဲညှို့တတ်တဲ့သဘောအနတ်ကိုလည်းပြောင်းလဲညှို့တတ်တဲ့သဘောယာသာကိုလည်းပြောင်းလဲညှို့တတ်တဲ့သဘောအတွေ့ကိုလည်းပြောင်းလဲညှို့တတ်တဲ့သဘောဓမ္မကိုလည်းပြောင်းလဲညှို့တတ်တဲ့သဘောပြောင်းလဲညှို့တတ်တဲ့သဘောနာဤအနတ္တမြင်မသွားဘူးလားမြင်ပါတယ်ဗျာအဲ့လိုပြောင်းလဲပြီးညှို့တတ်တဲ့သဘောသူ့ဟာသူပြောင်းလဲညှို့နေတဲ့သဘောတရားကိုဘုရားကနာအနတ္တတဲ့ပညာပါဗျာအခုတော့နာအနတ္တပညာကြီးတာသိတယ်မှန်ပါပြစ္ဆုတ်ပါပြောင်းလဲပြီးတော့ရုပ်အပေါင်းကိုညှို့တတ်တဲ့သဘောတရားလေးလက္ခဏာကိုမသိဘူးမှန်ပါနာဤသဘာဝလက္ခဏာမသိဘူးရုပ်ဤသဘာဝလက္ခဏာမသိဘူး
အဲ့ဒီလိုလက်ဦးတော့ကမြင်နေတာကရုပ်အပေါင်းပြောင်းလဲတဲ့သဘောလေးမြင်တာကယူပပရိစေတညာမှန်ပါနောက်စိတ်ကလေးကနောက်ကိုယူပပရိစေတညာမသိတော့ဘူးမြတ်တတ်တဲ့သဘောလေးသိလိုက်တာကနာမပရိစေတညာမှန်ပါဗျာရုပ်နဲ့နာနဲ့ကွဲလွဲမနေဘူးလားကွဲပါတယ်ရုပ်နဲ့နာနဲ့ထူးခြားမနေဘူးလားထူးခြားပါတယ်ရုပ်ဤသဘောတရားကသဘောကွဲလွဲမနေဘူးလားကွဲပါတယ်ရုပ်ဤသဘောတရားကသူ့အစဉ်တစိုက်ပြောင်းလဲနေတယ်မှန်ပါပြောင်းလဲခြင်းသဘောတရားကရုပ်မှန်ပါဗျာပြောင်းလဲညှွတ်တတ်တဲ့သဘောတရားကနာမှန်ပါပြောင်းလဲတာရဲ့ညှွတ်တတ်တဲ့နာရဲ့ဆိုတော့ကွဲလည်းမနေဘူးလားကွဲပါတယ်ဗျအဲ့ဒါဘာခေါ်မလဲတဲ့ရုပ်နာကွဲမနေဘူးလားမှန်ပါကွဲပါပြောင်းလဲတဲ့သဘောတရားရဲ့ပြောင်းလဲညှွတ်တတ်တဲ့သဘောတရားရဲ့ဒါပဲပြစ္ဆုတ်ပါတကား6ပေါက်ဒီလိုမြင်နေတော့နာနဲ့ရုပ်နဲ့ကွဲမနေဘူးကွဲပါတယ်ဗျအဲ့ဒီလိုဆိုလို့ရှိရင်သုရသောတာပန်တီးမှန်ပါဗျာသုရသောတာပန်တီးမှန်ပါအပေဘယ်တော့မှမကြောက်မှန်ပါဗျာနော်ရုပ်ဝေဒနာတခါကြော်မှုတဲ့ပုဂ္ဂိုလ်မေတော့မှမကြောက်မှန်ပါဗျာဒါကြောင့်မလို့ကျင်းရပါလို့ဆိုပြီးတော့ဒီမဲ့ပြန်တော့မပြေးနဲ့ဒီညပေးဆုံးညမှန်ပါဗျာသေသေးချာပေးခြင်းလို့နော်အဲ့တော့ဒါကြောင့်မလို့အခုကလမ်းတော်လေးကပေးတာတခါကြီးမှန်ပါကဲတခါကြီးလောကီနဲ့လောကုတ္တရာကြားကိုတော့ရောက်နေပြီမှန်ပါယတ္ထဘုဒ္ဓညာအမှန်မြင်နေပြီမှန်ပါပဲအခုယတ္ထဘုဒ္ဓညာစာယတ္ထဘုဒ္ဓညာနေများတယ်ဘယ်လိုယတ္ထဘုဒ္ဓညာဘယ်လိုမြင်လဲဆိုတော့စာတဲ့ကရုပ်တည်ပြောပါပဲမှန်ပါဒီလိုမြင်ရင်ဆိုတော့ဒါကခလေးလေးသိလဲစောင့်ကြည့်သိလဲတတ်တယ်တတ်ပါတယ်တခါကြည့်သိလဲမတတ်ဘူးလားတတ်ပါတယ်ဗျာလူတိုင်းသိလူတိုင်းတတ်တယ်လူတိုင်းတတ်ပါခန္ဓာကိုယ်မရှာရင်ဘယ်သဘောမသိဘူးမှန်ပါသဘောမြင်ရမှာသဘောဟုတ်မှလောကုတ်တယ်မှန်ပါသဘောတရားဘယ်လိုမှမသိဘူးဘာကြောင့်မသိလဲမကျင့်လို့မကျင့်လို့မှန်ပါမကျင့်လို့ပါဗျာငါသိတယ်လို့ငါဖြစ်နေတယ်မှန်ပါအဲ့တော့သဘောကိုကျင့်ရမယ်တရားသဘောဟုတ်မှလောကုတ်လို့ဘုရားဟောတယ်ဗျာအဲ့တော့တခါကြီးယထာဘုဒ္ဓညာတော့မြင်နေပြီမှန်ပါမြင်ပါပြီနာယုတ်ကွဲသွားပြီမှန်ပါအဲ့ဒီနာယုတ်ကွဲသွားတော့တခါကြီးဟဲ့ယောဂီဘယ်လိုမြင်နေလဲဘုရားတပည့်တော်ဘုရားမြင်လိုက်တဲ့အချိန်ကမှရှေ့စိတ်ကလေးကမြင်လိုက်တာကရုပ်ကိုမြင်လိုက်တာကပြောင်းလဲတဲ့သဘောမြင်လိုက်ပါတယ်ဗျာနောက်စိတ်ကလေးကနေပြီးတော့ညှွတ်တတ်တဲ့သဘောမြင်လိုက်ပါတယ်ဗျာရှင်းစိတ်နဲ့နောက်စိတ်မြင်နေတာကဘယ်လိုများရှင်းကရုပ်မြင်တာကယူပပရိစေတာညာနောက်စိတ်ကလေးမြင်တာကယူပပရိစေတာညာနောက်ကနေပြီးတော့နာမြင်လိုက်ညှွတ်တတ်တဲ့သဘောလေးမြင်လိုက်တာကနာမပရိစေတာညာရှင်းစိတ်နဲ့နောက်စိတ်လိုက်နေတာကယူပနာမပရိစေတာညာဒါယောဂီဟာယူပနာမပရိစေတညာရပါလားသိစစ်ပြီမှန်ပါဇာတန်တို့ဟောနေတဲ့တရားမဟုတ်ဘူးမှန်ပါခန္ဓာကကိုယ်တွေ့တရားကိုဟောတာမှန်ပါပဲနော်ဒီလိုမြင်မလားဆိုလို့ရှိရင်ငါယောဂီတော့ယူပနာမပရိစေတညာအပယ်လေးပါးကိုဒီမဲ့ခါးကြီးကိုသံကျိုးနဲ့ဆွဲချသံကျိုးကြီးကထောင်းဆိုပြတ်ပြီးနတ်ပြည်6ဝါသွားတက်မယ်ဆိုတော့သိပြီမှန်ပါမှန်ပါဗျာငါယောဂီအပယ်လို့ပြီဆိုတာလည်းသိပြီမှန်ပါဘယ်တော့မှအပယ်လေးပါးကိုလေးပဲထောက်ပြီးမို့ခွေးတွေဝက်တွေနွားတွေငရဲတွေဟင်းသရမြစ်ထဲမှာပြီးမို့ခွေးတွေဝက်တွေနွားတွေငမောဟင်းသရမြစ်ကတဲမကြတော့ဘူးဆိုတာလည်းသိပြီမှန်ပါကိုကိုဖေရှောကိုဆင်းရမှန်ပါဗျာမို့ဦးစင်ကတရားနဲ့ဟောတာပါသိပြီကျွန်တော်တို့ဒေါသနဲ့များတော့မထင်နဲ့သိပြီကျွန်တော်တို့မှန်ပါသိပြီကျွန်တော်တို့တချို့ကတော့ဒေါသကြီးထင်နေမယ်တခါကြီးဆရာတော်တရားတင်မယ်တရားသိရှိတာတခါကြီးဥပ္ပယပါဘိုးတော်ကတော့ဘာမှမသိတဲ့လူအခုတော့သိတော့တခါကြီးရဲ့တခါတော့ဘိုးတော်ဒီမဲ့လွတ်မြောက်သွားတဲ့ချင်းနဲ့အဲ့ဒါဒီအတိလေးတွေပေးတာပါတခါကြီးမသိလို့လာပြီးတော့ဟင်းသရမျိုးကြီးပေးနေတယ်လို့မထင်နဲ့ရောင်သိရီးရောင်တောင်နဲ့ဟိုတဲ့စာညာနေနဲ့လာပေးနေတော့မထက်စားတစ်လုံးမှပတ်တော့ကာကြီးခန္ဓာခဲ့ပဲရောက်တာမှန်ပါဗျာခန္ဓာကကိုယ်တွေ့စိတ်တွေပြောနေခန္ဓာကိုယ်တွေ့တွေပါဗျာအဲ့တော့တခါကြီးကဲငါရောက်နေတော့ယူပနာမပရိစေတညာရမှန်ပါအဲ့တော့တခါကြီးသမထနယ်ကပုဂ္ဂိုလ်ကဘာလဲဆိုတော့နာရင်မြင်တဲ့နာမပရိစေတနာမပရိစေတညာမှန်ပါဝိပဿနာယောဂီပုဂ္ဂိုလ်ကယူပနာမပရိစေတညာမှန်ပါဗျာသမထရိုးရိုးလုပ်တဲ့ပုဂ္ဂိုလ်ကနာမပရိစေတညာနာမယူပပရိစေတညာမှန်ပါဟိုကနာကိုအရင်မြင်တယ်မှန်ပါဝိပဿနာကရုပ်ကိုအရင်မြင်တယ်မှန်ပါရုပ်ကိုအမြင်ပြီးမှနာကိုနောက်မြင်တယ်မှန်ပါအဲ့ဒါကြောင့်မလို့ယူပနာမပရိစေတညာမှန်ပါသမထရိုးရိုးကတော့နာကိုအရင်ရှုပ်ထားတယ်နာအရင်ရှုပ်ထားတယ်နောက်မှရုပ်မြင်တယ်အဲ့တော့နာမယူပပရိစေတညာမှန်ပါအဲ့တော့ငါယောဂီယူပနာမပရိစေတညာယုံနာတော့ကွဲသွားပြီမှန်ပါတလုံးနဲ့ဖြစ်အောင်ပေးမယ်ဟဲ့ယောဂီဟိုဘက်ကိုကူးကျင်လို့တလုံးနဲ့ကူးကျင်လို့မှန်ပါဒီစိတ်ကိုပြင်းပြပြီဒါလောကီနဲ့လောကုတ္တရာကြမဲ့မဟုတ်သေးဘူးမှန်ပါဗျာနော်မဲ့မဟုတ်သေးတာလမ်းရှင်းလာတယ်မဟုတ်လားတခါကြီးမှန်ပါဒီလမ်းတွေကိုရှင်းလာမှသိတယ်ပါပါဗျာလမ်းတွေကနေပြီးတော့စိတ်တွေပြောင်းလာခဲ့တာမှန်ပါအဲ့ဒါရှင်းတယ်တခါကြီးမှန်ပါရှင်းတော့ကဲတခါကြီးလောကုတ္တရာမဲ့ခုမဲ့မှန်ပါဗျာလောကီနဲ့လောကုတ္တရာကြားထဲမှာယထဘုဒ္ဓညာလမ်းပေါ်ရောက်ပြီမှန်ပါမဲ့လမ်းဖို့လမ်းကိုတော့မယ်မှန်ပါဗျာယထဘုဒ္ဓလမ်းဆိုတာအကျင့်မြတ်တရားမဲ့ခင်လမ်းကြီးကိုရှောက်တော့မယ်မှန်ပါဗျာအဲ့ဒီတော့တခါကြီးဟဲ့ယောဂီရုပ်ကလည်းပြောင်းလဲတယ်မှန်ပါနာကလည်းပြောင်းလဲတယ်မှန်ပါဗျာရုပ်နဲ့နာနဲ့တထတိဖြစ်နေတဲ့ဟာနာကိုပြောင်းလဲခြင်းသဘောတရားတစ်ခုတည်းသိမှန်ပါအဲ့ဒီတော့တစ်ခုတည်းသိခိုင်းတယ်နာကိုသိခိုင်းတယ်အဲ့တော့တ
ပြောင်းလဲခြင်းသဘောတရားကိုညှို့တာကိုမသိနဲ့တော့ပြောင်းလဲခြင်းနာသဘောတရားတစ်ခုတည်းသိမှန်ပါရုပ်နဲ့နာနဲ့တစ်ခုတည်းပို့ပြီးသိလိုက်အဲ့လိုသိခိုင်းတော့မျက်စိပေါက်ကလည်းနာကိုသိပြီးပြောင်းလဲခြင်းသဘာဝတရားနာကလည်းပြောင်းလဲခြင်းသဘာဝတရားနှာခေါင်းကလည်းပြောင်းလဲခြင်းလျှာကလည်းပြောင်းလဲခြင်းကိုယ်ပေါက်ကလည်းပြောင်းလဲခြင်းမနှောကလည်းပြောင်းလဲခြင်းရုပ်နဲ့နာနဲ့တဘာတိတစ်ခုတည်းသိတာမှန်ပါဗျာအဲ့ဒါပါလေတဲ့နမရူပပြိစ္ဆေဒညာမှန်ပါတခုတည်းသိတာတခုတည်းပါဒီလိုသိမှာမှန်ပါစာရဲကနမရူပဘင်္ဂညာဘယညာလျှော့ဖို့လို့သိလားမလိုပါဘူးဗျာရုပ်ဖို့မလိုပါဘူးမလိုပါဘူးအဲ့ဒါညာစေညာစေမှန်ပါဗျာညာစေသိုးအောင်ပေးမယ်မှန်ပါနော်ညာစေတက်လာတယ်မဟုတ်လားမှန်ပါတက်လာတာရုပ်နဲ့နာနဲ့ကွဲမသွားဘူးလားကွဲသွားပါပြီဗျာဘင်္ဂညာဘယညာအာရိယဝညာလွတ်ဖို့လို့သိလားမလိုပါဘူးဗျာအနုလောမညာလွတ်ဖို့လို့သိလားမလိုပါဘူးဗျာနော်အဲ့ဒါခုနအနုလောမညာလေးတွေကိုလာတာသိလားစိတ်တယ်လားသိလားမှန်ပါဝိပဿနာပညာကနေပြီးတော့ဒီဘက်ကိုယုံနဲ့နာကိုရတ္ထဘုရားညာကိုလာတာသိလားမှန်ပါဒါဉာဏ်လေးတွေတက်လာတာမှန်ပါဗျာရုပ်ဖို့လို့သိလားမလိုပါဘူးဗျာရတ္ထဘုရားညာနမရူပပြိစ္ဆေဒညာတော့ရပြီမှန်ပါနမရူပပြိစ္ဆေဒညာကနေပြီးမဲ့ကုန်မဲ့လောကုတ္တရာမဲ့မှန်ပါကဲဟိုတော့မယ်မှန်ပါယောဂီအခုကယုံနဲ့နာပြောင်းလဲခြင်းသဘာဝဖြစ်နေနောက်လည်းပြောင်းအောင်မယ်မှန်ပါမပြောင်းနိုင်အောင်ပေးတော့မယ်မှန်ပါဒီနာနဲ့ဒီရုပ်ချုပ်အောင်မှန်ပါနော်ဖြစ်ပြတော့ချုပ်သွားပြီမှန်ပါယုံနာပေါ်တင်းနေပြီနာနဲ့ယုံနဲ့ပြောင်းလဲခြင်းသဘာဝဆိုတော့ဟဲ့ယောဂီအတိတ်ကလည်းပြောင်းလဲခဲ့ပြန်ပြီမမြဲတဲ့တရားအခုလည်းပဲနဲ့မမြဲတဲ့တရားပြောင်းလဲနေပြန်ပြီအတိတ်ကဖယားကဟောထားတာအနိစ္စလို့ခေါ်တယ်ပြောင်းနေတာအနိစ္စခေါ်တယ်ပြောင်းလဲခြင်းမမြဲတာဒုက္ခလို့ခေါ်တယ်ဒီပြောင်းလဲနေတာကလည်းသူသဘောအနတ္တလို့ခေါ်တယ်အဲ့အနိစ္စရဲ့ဒုက္ခရဲ့အနတ္တပညာခေါ်ဝေါ်သမုတ်ထားတယ်အနိစ္စဒုက္ခလက္ခဏာပညာအနိစ္စပညာဒုက္ခပညာအနတ္တဖယ်ထုတ်လိုက်မယ်မှန်ပါနော်တင်ရမယ်မှန်ပါဗျာပယ်ရမယ်တခါကြီးမှန်ပါဗျာဟဲ့ယောဂီရုပ်ကလည်းပြောင်းလဲတယ်နာမ်ကလည်းပြောင်းလဲတယ်နာယုတ်နှစ်ပါးတခါတည်းဖြစ်နေတဲ့ဥစ္စာဘာလဲခံစားဖို့သဘောဝေဒနာလားရှိမှန်ပါပြောင်းလိုက်တော့ဝေဒနာမှန်ပါဝေဒနာပြောင်းလိုက်တော့ယောဂီကလွယ်သွားတယ်လွယ်ပါပြီပြောင်းလဲတာကနေပြီးဝေဒနာပြောင်းလိုက်ရောက်သွားပါဝေဒနာပြောင်းလိုက်တယ်မှန်ပါ message ကြားသွားမှန်ပါဗျာ message ကြားသွားလားဝေဒနာတွေရမနေဘူးလားမှန်ပါဝေဒနာတဏှာရှိသေးလားမရှိပါဘူးဗျာဝေဒနာတဏှာမရှိတော့ဝေဒနာမှာဥပါဒံဖြစ်သေးလားမဖြစ်ပါဘူးဗျာအဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိဆိုတဲ့ဥစ္စာစာအုပ်ထဲကစာရင်ရွတ်ဖို့လိုသေးလားမလိုပါဘူးဗျာဝေဒနာတဏှာမဟုတ်လို့ရှိရင်ဥပါဒံဖြစ်ပါမလားမဖြစ်နိုင်ပါဘူးဗျာဥပါဒံမဖြစ်ရင်ဘဝရောဘဝမလာပါဘူးဗျာဘဝမဖြစ်ရင်ဇာတိရောဇာတိကမရှိဘူးဗျာအပယ်လေးပါးကြားရောက်မဲ့လောဘဒေါသမောဟဆိုတဲ့တရားတွေရှိသေးလားသုံးပါပြီဗျာမရှိဝေဒနာရမသွားဘူးလားမှန်ပါရသွားပါပြီပေါင်ကြီးခဲတဲ့ရိုက်ချိုးလိုက်တဲ့ဝေဒနာနဲ့ဖြစ်မနေဘူးလားမှန်ပါဖြစ်နေပါတယ်ဗျာမှန်ပါကမောဟောသွားတယ်လေမှန်ပါဝေဒနာပြောင်းလိုက်ပြီမှန်ပါယုံနာလွတ်မသွားဘူးလားလွတ်သွားပါပြီဗျာနော်နာရဲကြိုက်တယ်ဆိုတာရှိသေးလားမရှိပါဘူးဗျာငါရိုက်တယ်ဆိုတာရှိသေးလားမရှိပါဘူးနာတယ်ဆိုတာရှိသေးလားမရှိပါဘူးဗျာပူတယ်ဆိုတာရှိသေးလားမရှိပါဘူးလှမ်းတယ်ဆိုတာရှိသေးလားမရှိပါဘူးဗျာချားတယ်ဆိုတာရှိသေးလားမရှိပါဘူးတင်းတယ်ဆိုတာရှိသေးလားမရှိပါဘူးဝေဒနာသာရှိဝေဒနာသာရှိနေပါတော့တယ်ဗျာအဲ့ဒါ message ပဲမှန်ပါဗျာအဲ့ဒီ message နော်မှန်ပါအဲ့ဒီ message ကနေပြီးတော့တခါကြီးရေကိုယ်မဲ့ဖိုးစိတ်ဖြစ်တာ message ပြရင်ဖိုးစိတ်ဖြစ်ရမှန်ပါဗျာဟဲ့ယောဂီဝေဒနာဘုရားကခန္ဓာ၅ပါးဟောထားတယ်မှန်ပါမြင်တာယူပက်ခန္ဓာမှန်ပါဒီယူပက်ခန္ဓာပေါ်ပေါ်လာတာကဝေဒနာမှန်ပါဝေဒနာပေါ်လာမှသင်ညာကပေးမှန်ပါဗျာသင်ညာပေးမှဆွဲလာခြင်းသင်္ခါရကပြုတ်ပြင်ပေးမှန်ပါဝိညာဏလေးကတော့ခံစားတာပဲရှိတယ်မှန်ပါခံစားတာပါဗျာအဲ့တော့မြင်တာကတော့ယူပက်ခန္ဓာမှန်ပါယူပက်ခန္ဓာပေါ်ဥသိနေတာကဝေဒနာမှန်ပါဝေဒနာဖြစ်လာမှနာကခံစားတယ်မှန်ပါယူပက်ခန္ဓာလည်းမသိနဲ့ဝေဒနာလည်းမသိနဲ့ခံစားတဲ့သဘောတရားလေးတက်ကလေးတစ်ခုတည်းသိလိုက်တော့ဆိုတော့ဝိညာဉ်စိတ်ကလေးဖြစ်သွားမှန်ပါဗျာစင်းစင်းဝါယူသေးလားမရှိပါဘူးဝေဒနာရှိသေးလားမရှိပါဘူးဗျာဝေဒနာခန္ဓာရှိသေးလားမရှိပါဘူးဗျာမြင်တာလည်းခံစားတယ်ကြားတာလည်းခံစားတယ်နားတာလည်းခံစားတယ်စားတာလည်းခံစားတယ်ထိတာလည်းခံစားတယ်သိတာလည်းခံစားတယ်ယူတာခံစားပေါက်တာခံစားဧကောဓမောတခုတည်းနာဖြစ်ဖြစ်ရှိသေးလားမှန်ပါမရှိပါဘူးတိုးစရာရှိသေးလားမရှိပါဘူးဗျာအဲ့ဒါနာဖြစ်ဖြစ်ဆုံးတယ်ဆိုတာအဲ့ဒါမှန်ပါဟောတာပါနာဖြစ်ဖြစ်ဆုံးပြီမှန်ပါရှင်းနှုတ်စရာရှိသေးလားမရှိပါဘူးຢာကဒေါသရှိသေးလားမရှိပါဘူးဗျာအခုတော့တရားဓမ္မများလွယ်လွယ်ကူကူလေးနဲ့တရားကြီးရဲ့တင်မဲ့ပြစ္ဆုတ်ပါတင်ပြီးတော့လက်ဦးတော့ကဥပဇင်းကအမားတွေလာခဲ့တယ်မှန်ပါရှင်းတယ်အဲ့ဒါကမှန်ပါဗျာဝိပဿနာယာနိကသက်ခုံပြီးတော့တရားရဲကိုတရားဓမ္မဟင်္ဒရာကတရားဓမ္မတွေတရားရဲကိုတထိုင်နဲ့ကိုသောတာပတ္တိမဲ့ဝေဒနာရက်သွားအောင်လို့တရားရဲကိုဟိုဖြစ်ဖြစ်တွေကိုမပေးတော့ဘူးမှန်ပါဟိုဟာတွေကမသိတဲ့ပုဂ္ဂိုလ်ရှုတာမှန်ပါဗျာသိတဲ့ပုဂ္ဂိုလ်ကဒါမပေးဘူးမှန်ပါမသိတဲ့ပုဂ္ဂိုလ်ကဖြစ်ဖြစ်ရှင်းမလားဘူးလားတရားကြီးရှင်းပါရဲ့ဗျာစိတ်တွေရှင်းလာတယ်ရှင်းပါရဲ့အခုတရားရဲကိုဖြစ်ဖြစ်ကိုမပေးဘူးဝေဒနာပေါ်လာရင်တင်းတယ်လို့မသိနဲ့တောင်းတယ်လို့မသိနဲ့ထုံတယ်လို့မသိနဲ့အောင်းတယ်လို့မသိနဲ့ကြိုက်တယ်လို့မသိနဲ့တင်းတာပေါ်လဲဝေဒနာသိလိုက်တော့ထ
ထုံနာပေါ်လဲဝေဒနာတောက်နာပေါ်လဲဝေဒနာအောက်နာပေါ်လဲဝေဒနာကြိုက်တာပေါ်လဲဝေဒနာဆိုတာအဲ့ဒါဝိပဿနာယာနိကဆိုတာဒီမှာဖြတ်လန်းလေးကနေပြီးတော့တခါနိဗ္ဗာန်ဓာတ်လေးဝင်တာ မှန်ပါဗျာရှင်းပါတယ်ဗျာ နော်အဲ့ဒါကြောင့်မလို့တရားဓမ္မများဖို့တဲ့ယဟန်ကြီးကိုပေါင်ချိုးတယ်လို့ မှန်ပါ ဝေဒနာရှုဖို့အခုကလမ်းတော်လေးကဝိပဿနာယာနိကဒီကနေ့လားနှစ်ဖန်လားမသိဘူးသေတော့သေရမှာပဲ မှန်ပါဗျာ သေမင်းသေရညာတော့လေအသီလေးနဲ့သေတတ်ဖို့ဟာကိုဟင်္ဒရာမြို့ကတရားဓမ္မတွေလမ်းတော်လေးကနေပေးတာပဲ မှန်ပါ လုံးရင်ရမယ်လေ ရပါတယ်ဗျာ ကဲဓမ္မကြီးတွေလုံးကြမလား မှန်ပါ မောမလုံးချင်ဘူးထင်တယ်ဟဲ့ ညီညီអော်လိုက်ပါလောက်ကြ ဓမ္မကြီးတွေတရားကြီးတွေလုံးကြမလားကဲလုံးကြရင်တရားထိုင်မယ်ကဲနမောတရသုံးအောင်ဆို